long and the Yan Beere. You are Chong, being me. တရိယာနဲ့တငယ်ချင်းရေတမျိုးလာမှာမောင်တာချွတ်သားရဲ့ငါတို့เจ้าကိုနှိမ့်ထည့်တာခေါင်းလောင်းတန်ကဒီဂျေပုတ်တန်ကြီးနဲ့ကျွီကလောင်လောင်လောင်ကလောင်လောင်လောင်ကလောင်လောင်ကျွီကျွီကျွီက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 လောင်လောင်ကလောင်လောင်ကလောင်လောင်ဟိုကြောင်သားဘွား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 မှာပြန်စားရချက်ဟိုကြောင်သားဘွားမှာ evacuation တက်သမီးတို့သားတို့ရှေ့ကပါချုပ်ကြီးဆရာကြီးဒေါက်တာတက်နိုင်ဦးဆရာမတို့ခစ်ကြီးပြောင်းသွားပြီနော်ကျွန်တော်ကြောင်သွားတယ်ဆုညံပတ်ထပြီးလာတော့ဗျကျွေးဆိုပြီးလာပြီးတော့ငါတို့ကြောင်သားဘွား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 မှာမျက်နှာစာတွေချက်ငါတို့ကြောင်သားဘွားမှာ evacuation တက်ငါတို့ကြောင်သားဘွားမှာစိတ်တွေဖြူစင်လေငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားမုံရွာတက်ကတူရဲ့ရတနာလေးတွေဖြစ်တဲ့သမီးတို့သားတို့ညီမတို့ရင်လိုက်ကူးနေပြီသူကတော့မတင်နဲ့ကျွန်တော်ပထမလန့်သွားတယ်နောက်မှသားကိုမေးရတယ်ဖြည်းဖြည်းဆိုပြစမ်းပါတာဖြည်းဖြည်းဆိုစမ်းငါတို့ကြောင်းသားဘဝ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 မှာအများနဲ့စာတွေကျက်ငါတို့ကြောင်းသားဘဝမှာ evacuation တက်ငါတို့ကြောင်းသားဘဝမှာစိတ်တွေဖြူစင်လျက်ကာယနဲ့ညီတယ်နော်ကိုတော်ငယ်နဲ့ကြိုက်သွားတယ်တာဆက်ဖွင့်စမ်းကွာလို့လာတာပဲကြွီကလောင်လောင်ကလောင်လောင်ကလောင်ငါတို့ကြောင်သားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကြောင်သားဘွားအစိုးကချက်ပြုတ်ငါတို့ကြောင်သားဘွားဇလန်းတွေပတ်ရှုပ်ငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားမောင်တာချိုရောင်ပြီးရို့ရို့ဦးတာချိုကြီးမကြီးမငယ်နဲ့သွေးတွေကြွသွားတာစာသားတွေကကောင်းတာဘူးငါတို့ကြောင်သားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကြောင်သားဘွားပစိုးကချက်ပြုတ်ငါတို့ကြောင်သားဘွားဇလန်းတွေပတ်ရှုပ်ဟာကောင်းတယ်ဟာဆက်ဖွင့်တော့သဘောတွေကြာနေကြွေငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားအဖြူနဲ့စိမ့်ကိုဝစ်ပြီးကြောဘွားကြီးကိုလွယ်ဆိုင်ကစည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မောစားကြီးရင်တေးပေါက်စင်းတော့စိတ်ကလေးကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားဘယ်လိုလောက်ကြမှာတော့ပညာတတ်ပညာရှင်များဖြစ်ကြတဲ့တက္ကသိုလ်ကပါမောက္ခတွေရောဆရာဆရာမတွေကိုသူ့ဘသူရွေ့သွားတဲ့လူဖွဲ့စည်း move ship ကရွှေ့တာပဲနော်လူဖွဲ့စည်းရွေ့နေတယ်နော်ကျွန်တော်တို့ဘယ်လိုတားမလဲအဖြူနဲ့စိမ့်ကိုဝစ်ပြီးကြောဘွားကြီးကိုလွယ်ဆိုင်ငယ်စည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မုတ်စားစိမ့်ရင်တေးပေါက်စင်းတော့စီးကတဲ့ကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်းသားဘွားဘယ်လိုတားမလဲကျွန်တော်ရှော့ဖြစ်သွားတယ်ကိုလက်အဲ့တချင်ကိုကြိုက်တာလားလို့မင်းကျွန်တော်လည်းနည်းနည်းတော့ကြိုက်မိတယ်မစိုးဟဲ့ပေါ့ဒါကြောင့်မို့လို့ရန်ကုန်တက္ကသိုလ်ကမိန်းမတွေကိုကျွန်တော်မေးတဲ့ခါမှာမမအေးသိလားဆိုသိဘူးဒီဖြစ်ကုန်ကြပြီလုံးဝမသိဘူးနော်တွန်းနေသိနေဆရာတကယ်မသိဘူးနော်သိတာကျွန်တော်တို့ရွယ်တွေသိနေတာ40သိတယ်50သိမယ်35သိမယ်ပေါ့16 19ကိုတက်နိုင်ဘူးမသိဘူးနော်မသိဘူးလုံးဝမသိဘူးကြားဖို့မကြောက်ဘူးဘာတွေလဲပေါ့နောက်ဆုံးမောင်းသားချိုအလျှော့ပေးပြီးမေးရတယ်သမီးညှိထဆန်းလို့ဟုတ်ကဲ့ဆရာကြီးတဲ့ဖတ်စီအကြောင်းသူသမီးအကြိုက်ဆုံးအဆိုတော်နာမည်ကိုပြောလို့သမီးကြိုက်တဲ့ဆိုတော့နာမည်လှလေးနဲ့တဲ့ကောင်းပါသူတို့သမီးလို့ကြက်ဖတဲ့နာမည်လှလေးနဲ့ကြက်ဖတဲ့ဘယ်လိုလုပ်ကြမလဲမုံရွာလူတွေကဲနောက်တစ်ယောက်ညီးရောသမီးဆိုတော့လည်းနာမည်လှတယ်တဲ့သူလည်းရောက်ကျက်တယ်ဟာနောက်တစ်ယောက်သမီးညီးရောစနေနောက်တစ်ယောက်ဂျီဖက်နောက်တစ်ယောက် X box ဆရာကြီးကျွန်တော်တို့နားတွေမှာစိမ့်နေပါချုပ်ဆရာကြီးနဲ့ကိုဘက်ကဒူးချုပ်ကိုတတ်နိုင်ဦးနောက်ကဆရာဆရာမများအားလုံးလူကြီးတွေကျွန်တော်တို့နားမှာစိမ့်နေဆရာကြီးဒီနေ့မနေ့မကြောက်ဘူးကျွန်တော်သိပြီးတော့ဓာတ်ကြောင့်မို့လို့ခုနကျွန်တော်ပြောခဲ့တယ်မှတ်လားကိုဇော်ဝင်းထွတ်အကြောင်းပြောရင်းနဲ့ကိုဇော်ဝင်းထွတ်အမေကအစောတော်ထားပါလို့ကျွန်တော်မေးတယ်လေသိလားဆိုတော့ဆရာကြီးကကောင်းနေတယ်တချို့ကလေးတွေစိမ့်နေဖြစ်နေတယ်ကိုဇော်ဝင်းထွတ်အမေကအခုထိမသေးသေးပါဘူးတိမ်နေနေတာပါတချန်ထဲမှာနေတာပါအိမ်တော့ခွဲနေတာပေါ့ညီချုပ်ကဒါတော့တော်တယ်နော်မိမနဲ့အမေနဲ့ကိုတိမ်နေမထားဘူးခြံကြီးကကျဲတဲ့ခါကျတော့အသေးယောဂအထူးကုဒေါက်တာခင်မောင်ဝင်းတို့ခြံသားမှာကဘာကြီးဖျားနာမှာရန်ကုန်မှာတထေးတွေနေတဲ့ရက်ွက်ကြီးထဲမှာကျွန်တော်တို့သွားပြီးထမင်းစားကြတာညီချုပ်တို့အိမ်မှာသူ့အမေကတတ်နှစ်ထပ်တိုက်နဲ့တတ်ထားတာသူကအမေကိုတတ်တနခါကြီးလိမ့်လို့အဖေကဆုံးသွားတဲ့ငငယ်လေးကဒေါက်တာကြီးခင်
ကိုဇော်ဝင်းထုတ်အမိထားသည်နိုင်ငံကျော်အဆိုတော်ကျွန်တော်တတိတော်ရောက်သွားသေးတယ်နော်အန်တီထားအတန်လေးကချိုးတယ်လေရေးသားတရားစာကိုမျောတာနော်တင်ကြောက်လားမသိဘူးအန်တီထားသချင်းလေးကျွန်တော်ငယ်ငယ်တော့စာပို့သမားလေးတွေကစာလေးပို့တယ်စပိန်လေးတွေနဲ့ကလင်း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 စာပါတယ်ခဏစာပါတယ်ခွက်ခက်ကလေးတွေဒါမသိတော့ဘူးဆရာကြီးသူတို့ဖုန်းနဲ့စာပို့နေတာဟုတ်တို့ငယ်ငယ်တော့ဖုန်းတွေမရှိသေးဘူးရေးသားပညာထားထားမထားထားအမေနဲ့သမီးအဖေနဲ့သားရက်ဝင်းမှနေပြီးဆိုစာပို့ကြတယ်သမီးတို့ရဲ့စာရိတ်ကိုသွားပြီးတော့စာရိတ်ကလေးမှာဒစိကောင်းလေး15ပြန်နဲ့ကပ်ပြီးတော့ဘုံနဲ့ထည့်လိုက်ရတာနော်ကိုတနိုင်ဘူးဒါကိုသိပြီးတော့မှအစင်းစင်းသွားပြီးတော့မှရန်ကုန်နဲ့မန္တလေးကြားထဲမှာ9ရက်လောက်ကြာမှစာရောက်တယ်အန်တီထိုင်းရတောက်တချင်းဆိုတယ်ဟိုတော့ကမိမတွေရဲ့မြစ်တာတရားစာချွန်းတော်မောင်ကြီးရှင်ဘယ်သူခေါ်တာလဲပို့စ်မင်းကိုခေါ်နေတာစာပို့တဲ့ကောင်ကြီးကလင်းကလင်းစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးမရှက်နိုင်ပါဘူးမရှက်သုံးမရှိတယ်လေမိမလေးတွေကြိုက်မရှက်ငိုက်မရှက်ငတ်မရှက်လူတွေကကြိုက်လာရင်မရှက်နိုင်ဘူးတဲ့တူကိုမရှက်တော့ဘူးဒါယောက်ျားတစ်ယောက်ကမိမကိုကြိုက်မြင်မိမယောက်ျားကိုကြိုက်မြင်မရှက်တော့ဘူးကြိုက်မရှက်ငိုက်မရှက်တယ်အိတ်ချင်ရင်မရှက်ဘူးကျွန်တော်ငိုက်တယ်နောက်တစ်ခုကငတ်မရှက်စာလောင်မွတ်တက်လာရင်မရှက်နိုင်တော့ဘူးကျွန်တော်တို့အလို့ရစားမှာပေါ့ဒီကောင်မလေးရပါလေချစ်သူစီကစာကိုကြိုက်လွန်းအားကြီးတော့မရှက်နိုင်ဘူးစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပို့စမင်းလာတဲ့ခါကျတော့အေးရှစ်ထွက်ပြီးတော့မျောရတာအမေအဖေသိမှလည်းကြောက်သေးတယ်နော်မိမတွေပရိရဲ့နော်ဖယ်လေးအဝိရှောတော်လို့ပါလို့နဲ့အမေအဖေအိမ်နေလည်းမင်းနေတော့ကိုပိုးကြီးကစိတ်ညစ်ပါတယ်မဲပို့စမင်းကလာတော့မှာဟိုလိုဒီလိုမဲနေပလိုက်တာမေဒီနေ့လှမ်းလို့ကောင်းလိုက်တာနော်နေတာလိုက်တာကဲအိမ်နေထုတ်သမီးလှမ်းပေးမယ်မဲအမေကြည့်လိုက်စာပို့သမားကိုမျောလိုက်ပို့စမင်းလည်းလာစပိန်လေးနဲ့ကလင်းလမ်းမရတာအမေလည်းကြားမှကြောက်တယ်ကျွန်တော်တို့ဟုတ်တယ်မလားအခုကျမစပါသေးလားအခုကျမစပါသေးလားမပါဘူးအမဟောဝေးညွန်လိုက်ရတာကိုဇော်ဝင်းထုတ်အမေဆိုတတ်လိုက်တာစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးမရှက်နိုင်ပါဘူးတကယ်တနာမညာလဲသားကြာညာသွားတယ်တဲ့စာပေးမယ်ဆိုရင်မပေးဘူးတန်တရားတွေပွားများလို့သာအဘယ်သို့သောမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာလူတက်ကြီးလူတော်ကြီးတဲ့ဘလို့မေတ္တာတရားကိုကျမတို့မိမတွေကကိုယ်ဝေရမှလဲဘလို့သစ္စာတရားကိုယုံကြည်ရမှလဲဆိုတာကိုမသိလို့နားမယ်လို့ခံလိုက်ရလို့ကျမတို့သင်ပေးသမှာဘူးရှင်နဲ့ချက်သိမ်းချလိုက်တာတချင်းချက်သိမ်းချကျွန်တော်တချင်းနေတော့ရတ္တမြောက်လိုက်တာနော်အဘယ်သို့သောမေတ္တာဘလို့မေတ္တာမျိုးလဲမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာကျမကိုရှင်သိပေးလေတဲ့ချင်းကျမတို့ဘယ်သူရောမှကျမကလေဖိုက်တယ်နော်မလီချက်သိန်းတော့ထားရင်ညချွတ်မီသင်ကြားပေးပါလေအောင်တခါကျယ်တွေလာပြီးစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါကြောက်ကလမ်းမှာပေါ့တမပင်အောင်မှာဆရာကြီးကမသိဘူးထွက်သွားကြပြီချိန်တွေ့ပြီကျယ်တွေလာပြီးစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရီပေးအပ်ခဲ့တာလူလေးကြီးကဂရီပေးခဲ့တယ်ကောင်မလေးကမြတ်ဆိုတော့စာမှန်မှန်ရေးကျောင်းပိတ်ရင်လေမုံရွာနေပြန်တော့မှာဟုတ်စာမှန်မှန်ရေးနော်ရေးမှာပေါ့လို့ကိုချိုးဘာလဲကွာဖွေးရလဲမာကိုချိုးဘာလဲကွာဖွေးရလဲအမေစာမှန်မှန်ရေးမှာပေါ့ဘယ်လောက်ရေးမှာတော့တလောက်တစ်ဆောင်ရေးမယ်ရပါဘူးဖွေးရဆောင်နေမှာမရပါဘူးတလောက်ဆောင်နဲတယ်ကဲဖွေးရလို့ကွာရပတ်တစ်ဆောင်ရပါဘူးနှစ်ဆောင်ရေးမယ်ကျယ်ရီလာတွေစုံတဲ့ညမှာဂရိပေးခဲ့တယ်ဒီကောင်လူလေးကြီးကကျယ်ရီလာတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရိပေးအပ်ခဲ့တာနှုတ်ပြိုသည်မှအိုမင်းရင်ရောတဲ့အထိငို၍တော်၎င်းရှက်၍တော်၎င်းစောင့်မျှော်လေးနေသေးပါမောင်ပေးလာမဲ့စာချွန်လွာနှဖန်သို့မှုတ်ပဲသောခါရှစ်စာပဲတော့လာမှလေတဲ့မနှဖန်လားတဲ့တပတ်ခါလားတဲ့ထားတဲ့ချင်းကျွန်တော်ကြိုက်လိုက်တာလွန်းလိုက်ရတာအိမ်မှာမဆိုရဲဘူးကျွန်တော်သားကျွန်တော်ကောတာဘာရှင်းလဲတဲ့ချစ်သူကြီးကစာအုပ်မျှော်တာလို့မျောမင်းနဲ့မစိတ်ပို့လိုက်တယ်ဟာမနဲ့အခုကစာမပို့တော့ဘူးဖွေကိုတတိရတယ်ချို့လည်းတတိရတယ်ဖွေကိုလွမ်းတယ်ချို့လည်းလွမ်းတယ်ဖွေကိုချစ်ချို့လွမ်းဖွေကိုလွမ်းခစ်ကြီးတွေပြောင်းလဲသွားလိုက်တာလူတွေရင်ထဲကခံစားချက်တွေလည်းပြောင်းလဲသွားတယ်ထင်ပါရဲ့မောင်သားချွေးဘာကိုပြောချင်တာတော့
ဇော်ဝတ္ထုအမေဟာဆိုတော့ထားပါဆိုတော့ပြောနေတာကျွန်တော်ကလေးတွေသိအောင်လို့သမီးတို့အဲ့ထားခုတည်းတက်ရှင်နေတယ်နော်အဲ့ဒီထားရဲ့အဖေရကြတော့မှတချင်းကြီးတဲ့လူကြီးရွှေတိုင်ညွန့်ဦးညွန့်ကြည့်မြင်နိုင်မှာနေတဲ့အတွက်ရွှေတိုင်ညွန့်ဒါပဲဗမာတွေကကိုမျိုးကိုပြရှိမှရွှေတက်တယ်ဘူအောင်တင်ကားကိုရိုက်တယ်မမြောင်ဝင်းနဲ့ဘူအောင်တင်ဒိုက်တာကြီးနာမည်ဘာတူလဲဥဘီအောင်ညောင်တုံးသားကြီးရွှေတုံးဘီအောင်ဇက်ကတဲ့တချင်းဆိုတယ်ကြော်ကြော်ဘို့တို့အဖိုးဥတင်မောင်မန္တလေးသားကြီးရွှေမန်းတင်မောင်လူတွေအဲ့လိုမှဲ့တယ်လို့ပဲပေါ့အဲ့မျိုးတွေရွာတွေမှာလည်းမှဲ့လို့မကောင်းတဲ့ဟာတွေရှိတယ်နော်ကျိုးမကောင်းတာရွာတွေကြတော့မကောင်းဘူးမြရွှေပန်းတော်တဲ့အဲ့ဒါကြတော့တက်လို့သိမကောင်းဘူးထင်တယ်နော်ဆိုတော့ရွှေမန်းတင်မောင်ရွှေတုံးဘီအောင်တက်တယ်လို့ပဲကိုဇော်ဝင်းထုတ်ခဲ့အဖိုးကလည်းဥညွန့်ဖြစ်သောကြောင့်သူ့နာမည်ကြည်မြင်နိုင်ရှိမှာရွှေတက်ပြီးရွှေတိုင်ညွန့်တီဘောမင်းနဲ့စုဖျားလက်နဲ့ပါတော်မူတာသူရေးတာကောဆန်းအသေးကွယ်တဲ့ဇလန်းကိုသူရေးတာယရနာပုံနေပြီခုနဆိုတာမင်း70အုပ်စိုးခဲ့သည်အုပ်စိုးခဲ့သည်ရှေ့တုန်းကတော့အလွန်သားရစီတီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့သည်ဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နှံအယုတ်ဇမှာဧကရစ်နဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာအဒီတစောင်းမုံလာစုပ်ရှင်းနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာသည်ယနေ့တိုင်သာသည်မမေ့နိုင်ပါပြီအမေရိကန်ပညာရေးဌာနပြောတဲ့စကားသတိရမိတယ်ကျွန်တော် education နဲ့ entertainment နဲ့ပေါင်းဖို့လိုတယ်ကြိုက်ခလေးလေးတွေစာတင်တာ education နဲ့ entertainment နဲ့ဖြောပြမှုနဲ့ပညာနဲ့ပေါင်းစပ်ပြရတယ်ဂျပန်နိုင်ငံကိုစာပေဟောပြောပဲသွားတော့တိုကျိုမှာကျွန်တော်တွေ့ခဲ့တာကလေးလေးအားလုံးသမိုင်းတင်တာကတ်တုံးစာအုပ်တွေခလေးတွေကကတ်တုံးဖတ်နေတာဂျပန်ခလေးလေးတွေကအယုတ်ကလေးတွေနဲ့တကွိတ်ကွိတ်နဲ့တမီးတို့ဂျပန်လူမျိုးထူးဆန်းနေနော်ဂျပန်နိုင်ငံမှာသမိုင်းစာအုပ်တွေအားလုံးကတ်တုံးတွေနဲ့ရေးထားတာကြိုက်ပြီပေါ့အကြိုက်ပေါ့ဟင်အယုတ်ကလေးတွေနဲ့ကတ်တုံးဖတ်ရင်တန်လန်နဲ့ဂျပန်နိုင်ငံသမိုင်းတင်အောင်လုပ်ထားတာဒါကြောင့်မလို့ပညာရေးဆိုတာ entertainment နဲ့နည်းနည်းပေါင်းပေးရင်ကောင်းတယ်လို့ပြောတယ်ရုပ်ရှင်ကြည့်ရင်ကျွန်တော်တို့ဘယ်ကားမျိုးကြည့်မလဲဂန္ဒီပေါ့ဗျဂန္ဒီပေါ့ဗျကြည့်ပေါ့ဗျဂန္ဒီကားကြည့်ပြီးတော့ညစ်ကြတယ်မလားဂန္ဒီအလောင်းပြာတွေကိုပင်လေတဲ့ညစ်တဲ့ပြောချတဲ့ခံကြည့်ပြီးတော့ဘာဖြစ်သွားလဲအိန္ဒိယနိုင်ငံလွတ်လပ်သမိုင်းသိတာပေါ့တရုတ်နိုင်ငံမှာနောက်ဆုံးအုပ်ချုပ်သွားတဲ့ဘရင်လေးမော်စီတုံးကဖမ်းပြီးထောင်ထဲထည့်ထားတာပူရီ PUI ပူရီသူ့ကားကိုဝယ်ကြည့်ပါလား The Last Empire Last ကနောက်ဆုံး Empire ကဧကရစ်ပေါ့နောက်ဆုံးဧကရစ်မောင်သားချုပ်ကိုပိုင်ဝယ်ထားတယ်ကြည့်လဲပြီးတော့တရုတ်နိုင်ငံသမိုင်းသိသွားတယ်ကျွန်တော်ဟာအေးမှန်လိုက်တာအမေရိကန်နိုင်ငံပြောတဲ့စကားကောင်းနေဟာလို့ education နဲ့ entertainment နဲ့ပေါင်းစပ်ပြရမှာတချင်းဆိုရင်နဲ့စာတင်လို့ရတယ်ရုပ်ရှင်ကြည့်ရင်စာတင်လို့ရတယ်ကစားခုံဆိုင်ရင်စာတင်လို့ရတယ်အခုမောင်သားချိုကြီးကိုဇော်ဝင်းတို့အဖိုးရေးတဲ့တချင်းကိုဆိုတာသမိုင်းနေသိနေပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုပ်ရှင်းနေကိုတော့အကုန်ပါနေတယ်စာတော်ကျက်ဆရာမလို့ဘူးမမေ့နိုင်ပါပြီနေ့တိုင်သာသည်နေ့တိုင်သာသည်မမေ့နိုင်ပါပြီရင်းမြစ်ရှင်ကိုယူငင်သွားတော့လူရှင်အများရေကကြေခွဲရလို့ရင်ထဲငါဗမာညီဩဒီဘောရာစာပါတော်မူလေဒီမိုက်ကြဗျာကောင်းလိုက်တာဒီလိုနီးနဲ့မောင်သားချိုတို့နိုင်ငံကြီးကျွန်းဖြစ်တာကြပါတယ်တိုင်းသားပေါင်းတို့လွတ်လပ်ရေးကြိုးပမ်းပါတယ်အင်္ဂလိပ်စီကမရပါဘူးမရတော့မှတက္ကသိုလ်ကျောင်းရောက်ပြီးတော့ဘွဲ့ရပြီးတော့မှခင်ဗျားတို့နတ်မောက်သားနောက်မှရေးထားတဲ့ဒေါ်အောင်ဆန်းစုကြည်အဖေဥဖန်တဲ့ဒေါ်စုသားလေးတခင်အောင်ဆန်းဂျပန်ထက်သွားပြီးရဲဘော်3ကျိတ်သွားတော့ကတော့တရုတ်ပြည်သွားတာပဲဂျပန်ပိုင်နဲ့ကျွန်းရောက်ပြီးတော့မှဂျပန်နဲ့သွားတက်တယ်သွားတိုးတာသွားတော့တရုတ်ကိုသွားတာပဲရဲဘော်3ကျိတ်နဲ့စစ်ပညာသင်ပြီးဗမာနိုင်ငံပြန်ဝင်လာတာ1942 1942အဲ့ဒီနှစ်မှာမိမရတယ်ဂျပန်နဲ့အတူဗမာနိုင်ငံပြန်ဝင်လာတဲ့နှစ်မှာမိမရတာ1942နေမကောင်းလို့ဆေးရုံတက်တော့ဂျပန်ခေတ်ဆေးရုံကြီးမှာမခင်ကြီးနဲ့တွေ့တာဟိုကနတ်စမထမင်းအင်းနီသူကဗိုလ်ချုပ်ကနေပေါ်မှာဟိုကမျက်နှာပြည့်ပြည့်ဝမ်းဝမ်းကြီးနဲ့မျက်ခုံးမထူထူကြီးနဲ့အသားဖြူဖြူကြည်ကြည်လင်လင်ကြီးမျက်နှာပေါ်မှာရှုပ်တာထွေးတာမရှိကိုယ်တာဝိုက်တာမပါဖုံးတာဖိတာတွေမရှိပရိရဲ့ no မာယာ no innocence lady ပြစ်မျိုးမှဲမထင်မိမကြည်ကြည်လင်လင်ကြီးအချုပ်မိမလေးတွေလှတယ်တိုးတော့နောက်နေတယ်ညနေပေါ်မှာအတိတ်ပဲရှုပ်ရှက်နောက်နေမိမလေးရှိတယ်ကြည့်လိုက်သိတယ်တချို့ရွက်ချမ်းယူလေးပဲတိုးတော့ကြီးနေတယ်မခင်ကြီးကဒီလိုကြီးကြီးလင်းလင်း
ဒါကိုကြိုက်သွားတဲ့အတွက်မေတ္တာမျှပြီးလူကြီးတွေကိုမိမတောင်းခိုင်းတာပဲအကျဉ်းပြရတော့ချစ်ရင်မဆိုပဲနဲ့မိမတောင်းခိုင်းတာဒါဟာမိမလေးတွေအတွက်ကြက်တည်ပေါ့တချို့လူတွေတွဲနေတာကြာပြီလက်ထပ်ဖို့ပြောတော့ဟိုလိုလိုဒီလိုလိုဒါတပိုင်းဒါတပိုင်းကျွန်တော်မကြိုက်ဘူးဒါလေးတခင်အောင်ဆန်းကတော့ကြိုက်တယ်မပြောသေးဘူးလက်ထပ်ပြစီတန်တောင်းဆိုတာဘယ်တော့တန်ဖိုးထားလဲဆိုတာဒီလိုနည်းနဲ့ညားတဲ့ဇနီးမောင်နှံကိုစောဆန်ဖိုးတင်ကအိမ်မှာထမင်းဖိတ်ကျွေးတန်းလန်းနဲ့ကရင်စစ်သားလေးတွေတချင်းအောင်ဆိုခိုင်းနေတယ်လေမင်းတို့မမနဲ့ဗိုလ်ချုပ်ကိုလက်ဖွဲ့တချင်းဆိုလိုက်กว่าတယ်စောဆန်ဖိုးတင်အိမ်မှာဆိုတာငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီတရာကပူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ခင်ဗျားတော့မဲတလင်းလုံးဟာမလို့တက်လက်နဲ့တီးတာဘာမှမပါဘူးအဖြစ်ကလေးပေါ့အဖြစ်ကလေးဘာမှမပါဘူးတက်လက်တဲ့ဒရန်တွေဘာတွေဘာမှမပါဘူးကီးဘုတ်တွေဘာမှမပါဘူးထမင်းစားဝဲမှာဆိုခိုင်းတာမင်းတို့မမနဲ့မင်းတို့ဗိုလ်ချုပ်ကိုလက်ဖွဲ့တဲ့အနေနဲ့တရှင်းဆိုပြလိုက်ငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီတရာကပူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ဆီယာမဆိုလို့ဆီယာမတွေရင်ခုန်မနေနဲ့အောင်နတ်စမပြောတာအကြီးသူကရှက်ဝှက်ချက်ကနေလုံးနေသေးတယ်မောကိုညီမင်းတို့လဲဦးလို့ဟဲ့ညီမင်းတို့ငါလမ်းမြင်နေတာဓမ္မကြီးကအကျိုးကြီးတွေမှမသိပါဘူးနတ်စမပြောနေတာအတိတ်ပဲရှိလိုက်တာသမီးတို့ရဲ့စာသားတွေနော်ဒုတိယပိုက်ပိုကောင်းတယ်နော်ထိန်ကြီးလာရောင်ဆန်းတော်လွမ်းပိုပါသည်စာသားတွေကောင်းတယ်နော်ရေးတဲ့လူတွေထိန်ကြီးထိန်ရဘာလို့လဲထိန်လင်းငင်းနာမယ်ကြီးရဘာလို့လဲမခင်ကြီးနှစ်ခုပေါင်းတော့ထိန်ကြီးမောင်သားချိုစဉ်းစားပြီးတယ်ငါဆိုဘယ်လိုဆိုမလဲပေါ့ကျန်ဆိုဘယ်လိုဆိုမလဲချိုဖွေငါအာယုံနောက်တယ်ဟာအာယုံနောက်တယ်ဘာလောင်းတာလဲညီလောင်းတောင်းနဲ့ညီတို့ဟာလေချိုဖွေဆိုမကောင်းဘူးတချင်းကဒိတ်ပဲရှိလိုက်တာထိန်ကြီးလာရောင်ဆန်းတော်လွမ်းပိုပါသည်ချစ်သူရှိရင်ဖွင့်ပြောပါလားလို့ဒီရိုးရိုးနဲ့မှန်ရာကိုပြောမြည်တကယ်စိတ်ကအတီးဘယ်မိမမချစ်ခဲ့သည်တရာကပူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ပြီးတော့ညားကြတယ်52သေဖို့9နှစ်ပဲကျန်တော့တယ်နော်အိမ်အောင်တက်က9နှစ်ထဲခင်ဗျားတို့၄ခွန်မှာအသက်ခံရမှာမိုက်တယ်ဗျာဇက်လန်းကတော့ဗိုလ်ချုပ်အောင်ဆန်းတို့မင်္ဂလာဆောင်ပြီးတဲ့ကညနေစာထမင်းကျွေးတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြီးရဲ့ဖိတ်စာလေးများအိမ်မှာမသိမ်းထားတာရှိလားဗျမောင်သားချိုမှတ်ထားတဲ့သဘောကြလို့ဘလို့ရေးထားတယ်သိလား1304ခုနှစ်ဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာရီ9နာရီအချိန်တွင်ရန်ကုန်မြို့နိပွန် military club ဂျပန်ကလပ်ပေါ့၌ထမင်းသားကြွားကြပါရင်ဗမာနိုင်ငံသားတွေအားလုံးငိုတယ်အဲ့ဖိတ်တာပြီးတော့အောက်ကပုံဘိုတေစားတယ်ဘိုးကျုပ်လို့မရဘူးနော်ဘိုးကျုပ်အောင်ဆန်းတို့မင်္ဂလာဆောင်ဖိတ်စာကိုအိမ်မှာရှိရင်ငါတို့ပြန်ကြည့်လိုက်ကျွန်တော်တိုင်းထားလို့ပြောနေတာလူကြီးတွေပေးထားတာဘိုးကျုပ်အောင်ဆန်းလို့မရေးထားဘူးကျွန်တော်ဘိုတေစားကျမမခင်ကြီးဖိတ်စာပေါ်မှာအင်္ဂလိပ်စလုံးတစ်လုံးမှမပါဘူးအင်္ဂလိပ်တက်ကြီး1942 no မပါဘူးသူတို့မင်္ဂလာဆောင်တာစက်တင်ဘာလ9ရက်နေ့ကျွန်တော်တွက်ထားတာမပါဘူးမခင်ကြီးနဲ့ဗိုလ်ချုပ်အောင်ဆန်းကဗမာဆန်ဆန်အညာဆန်ဆန်မင်္ဂလာဆောင်ဖိတ်စာပေါ်မှာရေးထားတာဗမာတက်ကြီးပဲရေးထားတယ်ပြန်ရှာကြည့်ဦးခင်ဗျားတို့1304ခုဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာရီ9နာရီအချိန်ထမင်းသားကြွားကြပါရင်ရိုးလိုက်တာဒီလိုနည်းနဲ့ညားခဲ့တဲ့မိသားစု9နှစ်လောက်ပဲပေါင်းပြီးနောက်တော့ဆုံးတယ်ပေါ့သူများတက်လို့သေတယ်ပေါ့တနတ်တန်ရဒုတိယအများဆုံးပထမအများဆုံးသခင်မြ15ချက်ဘုံရုံဆန်73ချက်ဒီလိုနည်းနဲ့အနိစ္စရောက်တယ်ပေါ့သူတိတ်ဆိတ်ပူတဲ့တိုင်းပြည်ကိုဘုံရုံဆန်ပညာကိုချစ်တယ်လေသူတိတ်ဆိတ်ပူတယ်တီဘောမင်းနဲ့စုဖျားလက်ပါတော်ပြီးတဲ့နောက်တိုင်းပြည်ကျွန်းဖြစ်တယ်နောက်အနာဂတ်မှာဆက်ပြီးပါမယ်ဆိုရင်တော့ဘယင်နဲ့မိဖုရားကိုလာမဖမ်းတော့ဘူးမင်းတို့ပြောသွားပြီပညာကြီးတဲ့နိုင်ငံတွေဟာငွေရေးကြေးရေးတွေနဲ့နိုင်ငံရေးပရိယာတွေနဲ့အခြားသောပညာရေးတွေနဲ့ဗမာနိုင်ငံကိုဝင်ပြီးတော့စီးလိုက်မယ်လို့တခင်အောင်ဆန်းတွက်ပြီးသားဒါကြောင့်မို့လို့စာပေဟောပြောပွဲလုပ်ဖို့လိုမထင်တယ်လို့သူမသေးခင်3နှစ်မှာသူတွေးခဲ့တယ်တဲ့1944မှာစလုပ်တာဒီပွဲတွေကသူသေးဖို့3နှစ်လို့သေးတယ်နော်1940မှာသေမဲ့လူနော်ရန်ကုန်မြို့မှာစာပေဟောပြောပွဲစလုပ်တာ1944တပည့်တို့သားတို့သူမသေးခင်3နှစ်ပဲနော်မိုက်တယ်နောက်အနာဂတ်မှာကြတော့တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတာတိုင်းသူပြည်သားတွေဉာဏ်ကြီးဖို့လိုတယ်ပညာကြီးဖို့လိုတယ်သူတွေးတယ်လူတို့ကိုဉာဏ်ကြီးဖို့ပညာကြီးဖို့ဆိုတာပညာဉာဏ်နည်းပါတဲ့တိုင်းပြည်လေးကိုလိုက်ပြောမှရမယ်သူသိတယ်အခုလည်းပညာဉာဏ်နည်းပါစေပဲလေဒါကျွန်တော်တို့အလုံးသိပါတယ်ညီမညိုရှိရပြောသွားပြီလေဗမာနိုင်ငံကရတဲ့ဘွဲ့တွေဘယ်သူမှအသိမှမပြုဘူး
ရန်ကုန်တက္ကသိုလ်အဆင့်တော်မှခင်ဗျာ1000လကတ်နေတာပဲမနေ့ကတော့တယ်လီဖုန်းမှာမောင်သားချိုရိုက်ပြီးတယ်ဖုန်းလေးဖွင့်ပြီးတော့မှ Google လေးထဲမှာမောင်သားချို Google ထဲဝင်ပြီးတော့မှ internet ထဲဝင်ပြီးတော့ Google ထဲမှာစလုံးလေး3လုံးရိုက်တယ်3လုံးနဲ့ရိုက်တယ်ကျွန်တော် wall WORLD wall နောက်ကတော့ university ပေါ့ဗျာအများကြီးပေါ့university နောက်က RANKING ranking university ranking မနှစ်ကရိုက်တာ2018နှစ်3.18ဆရာမတို့ဘာတက်လာလဲထင်လဲကဘာတက်သူများအဆင့်2018ဒိန်းဆိုတက်လာတဲ့နံပါတ်1ဒေါ်စုတက်တဲ့ကျောင်းပဲ Oxford University ပဲတွတ်တက်ပဲနှစ်ကတက်လာတယ်ဗာလေ Cambridge ဟာတေဟာရတယ်ကိမ်တာကျွန်တော်ဖီလင်မရှိဘူးကျွန်တော်ကဘာကျော်တက်သူကြီးတွေလန်ဒန်ဟာတွေလန်ဒန်ကကျောင်းတွေရမှာပေါ့ဆက်တက်လာတဲ့နံပါတ်6 Harvard တက္ကသိုလ်ရတယ်အမေရိကန်တက္ကသိုလ်အမေရိကန်လည်းနာမည်ကြီးတယ်ရတယ်ဆက်တက်လာတယ်22 စင်ကာပူမြို့သားတက္ကသိုလ်မောင်သားချိုတို့စာပေဟောပြောပွဲသွားတယ်စင်ကာပူလက်ပတ်နိုင်တုံးဝယ်ပေးလိုက်သေးတယ်စင်ကာပူကဗမာမတွေကနိုင်ဆိုင်တရိယာသွားလို့နိုင်ဆိုင်နဲ့ဆွဲခေါ်သွားပြီးတော့ဆရာနိုင်တလုံးလက်ဆောင်ပေးလိုက်မယ်တဲ့စင်ကာပူကစမ်းတီတာချစ်လို့ကျွန်တော်ဝယ်ပေးလိုက်တာတရိယာတွေမနေ့ကတော့စင်ကာပူမြို့သားတက္ကသိုလ်22စိုးထိတ်သွားတယ်ငါအလုပ်လုပ်တဲ့တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ငါဘွဲ့၄ခုတလုံးရတယ်ရန်ကုန်တက္ကသိုလ်ကကျွန်တော်ဘယ်ကြောင့်မှမတက်ဘူးကျွန်တော်ရတဲ့ဘွဲ့၄ခုတလုံးရန်ကုန်တက္ကသိုလ်ရတာဟာဘယ်အဆင့်မှာလဲတရဲမင်းရှာလာတယ်လီဖုန်းမှာရန်ကုန်တက္ကသိုလ်တစ်ကြောင်းနဲ့ပဲပါတယ်ကျန်တဲ့တက္ကသိုလ်တွေစင်းတော့မပါဘူး8920အဆင့်ရန်ကုန်တက္ကသိုလ်အဆင့်8920တဲ့ဘေးက OBJ ကြီးကိုပြမိတယ်လက်ကုပ်တီးပြီးထနောက်တယ်1000မပြေသေးဘူးကွယ်ဟေး1000ပြေသေးဘူးကွယ်မင်းညမလွယ်ဘူးကျွန်တော်ဆဲပြီးတယ်မตายရဲ့လို့အားရဝမ်းတာနဲ့ OBJ ရန်ကုန်စက်မှုတက္ကသိုလ်ကဆင်းတဲ့အင်ဂျင်နီယာဆရာမတို့ကျွန်တော်တို့ခုလည်းနှိမ့်ကြသေးပဲနော်ဟိုတလောကကြံခဲ့တဲ့တလလောက်ကကြေးမုံသတင်းစာကိုလှန်တော့အင်္ဂလိပ်စာအကြောင်းဆောင်းပါးလေးဖတ်တော့ကပ္ပပေါ်မှာအင်္ဂလိပ်ဘာသာစကားကို SA second language ဒုတိယဘာသာစကားအဖြစ်သင်တဲ့နိုင်ငံ88နိုင်ငံရှိတယ်88မှတ်လို့လွယ်တယ်နော်ကပ္ပပေါ်မှာလန်ဒန်မှာပါအမေရိကန်မှာပါပေါ့ဆွစ်ဇာလန်မှာပါပေါ့အော်စီမှာပါဘူးပေါ့အော်စီလည်းအင်္ဂလိပ်ပြောတာဟုတ်ဗျာဟုတ်လားအင်္ဂလိပ်စာကိုဒုတိယဘာသာစကားအဖြစ်သင်တဲ့နိုင်ငံ88နိုင်ငံရှိပါတယ်တဲ့ဆရာမတို့နံပါတ်2ကဘာလို့လဲသိလားအတော်ဆုံးကစင်ကာပူပဲကျွန်တော်ငိုင်းနေတော့မောင်သားချိုကြီးကြီးကျယ်ကျယ်မဖတ်ပါဘူးကြေးပုံနဲ့မြမအလင်းဖတ်ရင်ပါပါတယ်ကျွန်တော်ငိုင်းတော့သိလားဟာဒီနိုင်ငံသေးသေးလေးဟာလီရှန်လုံးအုပ်ချုပ်နေတာသူ့အဖေလီကွမ်ယူငါတို့စာပေဟောပြောပဲသွားရင်ရေတောက်ဆရာတော်မရှိတဲ့နိုင်ငံပဲလေးမြန်ဆင်းပြီဆိုရင်စင်ကာပူနိုင်ငံချန်ကီလေစိတ်ကိုလေးမြန်အပေါ်ကစိုက်ဆင်းအောက်မှာပိုက်လုံးတွေတွေ့နေရတယ်တောက်ရင်မရှိလို့မလေးရှားကနေတည်တဲ့ပိုက်ကြီးတွေလင်းမောကြီးကိုပြင်နေရတယ်တလောက်တော့ငတ်ပြတ်နေတဲ့နိုင်ငံတင်ဟန်စာတရှားတဲ့နိုင်ငံအင်္ဂလိပ်စာအဆင့်နံပါတ်2ဆိုပါလားဟာဗမာနိုင်ငံကိုလက်ကြည့်တယ်ဆရာမတို့84နော်ကဘာပေါ်မှာအင်္ဂလိပ်ဘာသာစကားကိုဒုတိယဘာသာစကားအဖြစ်နဲ့သင်နေတာ88နိုင်ငံမှာကျွန်တော်တို့က84နော်4ပဲရှိတော့နောက်မှာကဲဟာစင်ကာပူနံပါတ်2တကယ်ဟာဘိုးကျော်ဆန်ပြောတဲ့အတိုင်းပဲနော်ကျွန်တော်တို့ပညာသိစုပ်တက်သွားရင်တိုင်းပြည်ကဗတ်ပေါင်းစွာကျသွားလိမ့်မယ်ဆိုတာကလေးလေးတွေကိုစာကိုဖတ်တာတော့ထင်နေတယ်ကျွန်တော်တို့မောင်သားချိုဘီးဒီမှာလုပ်ခုတယ်နော်အာဆီယံ17နိုင်ငံကလေးတွေကိုခေါ်တယ်ကျွန်တော်ပါသေးတယ်ထိုင်းကလေးထိုင်းစာဖတ်တွက်တယ်တစ်စက္ကန့်မနှလုံးလေးမလေးရှားကလေးမလေးရှားစာဖတ်တစ်စက္ကန့်မနှလုံးသွားလေကမ္ဘောဒီးယားကလေးကမ္ဘောဒီးယားစာဖတ်တစ်စက္ကန့်မနှလုံးလေးပြောရင်ကြာပါလိမ့်မယ်17နိုင်ငံအနည်းဆုံးနဲ့အထက်ဆုံးကဗမာနိုင်ငံကလေးပဲဖြစ်နေတယ်ကိုစာကိုဖတ်တာကိုကကြီးခါဝေးကိုဖတ်တာဖြစ်နေတယ်နောက်ဆုံးတော့ဂျပန်အကူအညီတောင်းရပြီလေဂျပန်ကဂျက်ကဝင်လာတယ်မှတ်လားအဂရာဆိုတဲ့အဖွဲ့ကျွန်တော်ဝင်လို့ပေးသေးတယ် EGRA အဂရာ E ကအာလီ G က great ဆက်ဖတ်တော့အာလီ great ငယ်ငယ်လေးပေါ့နောက်က R reading စာဖတ်တာအာလီ great reading နောက်က A က assessment အာလီ great reading assessment အတူကောက်ဆိုတော့ EGRA မြန်မြန်ဖတ်လိုက်တော့အဂရာဗမာကလေးသူငယ်များနှုတ်ရှာပြန်တွေ့ရေးဂျပန်ကျွန်တော်တို့က84ကလေးလေးတွေစဖတ်တာအာဆီယံ17နိုင်ငံမှာကျွန်တော်ဗိတ်ဘိုးကျောင်းအောင်ဆန်းကဒါကိုသိလားမသိဘူးနော်မသိခင်3နှစ်မှာဒီဗမာနိုင်ငံနောက်တစ်ခါပြန်မပါဘူးနောက်တစ်ခါဗမာနိုင်ငံကျွန်းဖြစ်ဖို့ဆိုတာဘယင်းနဲ့မိဖုရားလာမဖမ်းတော့ဘူးတဲ့တခြားနည်းနဲ့ကိုယ်နိုင်ငံနဲ့ဝင်ပြီးတော့လာမှာတဲ့ကိုယ့်ဘက်ကကိုကန်အားနေရင်အကုန်ပါမယ်တဲ့ကိုယ်အစားအစာတွေပါမယ်ကိုယ်ဒလိထုံးတယ်တွေပါမယ်
ကိုဗမာမတွေပါမယ်ကိုအသီးနှံတွေပါမယ်ကိုအရွက်တွေပါမယ်ကိုမြေတွေပါမယ်ကိုကျွဲတွေနွားတွေပါမယ်ဆရာအကုန်လုံးပါမယ်သူတွက်ပြီးသားနောက်အနာဂတ်ကိုကာကွယ်ရမှာဗာနဲ့ကာကွယ်ရမှာလေတနှက်နဲ့နေဆက်ကနေရက်ပြီးကာလို့မရောက်သူသိပြီးသားတချင်းရိတ်ခိုင်းနေမလားတတိယသွားပြီနော်တခင်အောင်ဆမိုက်တယ်နော်တချင်းရိတ်ခိုင်းနေလေဘာလို့လဲရန်နိုင်ဆွေဘာလို့ဆိုတာလဲမေလာမြိုင်ပြည်တော်စုကိုဩပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဘွားအမွေနှစ်မှုချစ်မြတ်တို့တဲ့လေဒါတို့ပြေဒါတို့မြေရွေကြော်တန်းကြီးမြည်ခိုင်မာနေအတန်တော့ကြည့်တယ်နော်တဲ့ဘာမှဒီအတန်တော့ကြည့်တယ်နော်တဲ့ဘလို့ကောက်ဝဲမှာလဲအဲ့ဒါဘိုးကျောင်းဆံမသိရတဲ့ချင်းနောက်အနာဂတ်မှာတီဘောမင်းနဲ့စုဖျားလက်ကိုလာဖမ်းယုံနဲ့မင်းကြိုးရွှံမဟုတ်ဘူးနော်တဲ့ပညာနဲ့နိုင်ငံကိုစီးမှာတဲ့မင်းတို့ဘလို့ကောက်ဝဲမလဲတဲ့တက်ကတော်ကျောင်းထဲမှာမောင်သားချိုပြောနေတာရက်ကွက်ထဲမှာမပြောဘူးမင်းတို့ပညာတတ်ပြီးဘွဲရမယ့်လူတွေဘလို့ကောက်ဝဲမလဲကဲဒါနဲ့ခိုင်ဆောင်လို့ရမှာတင်သလားတနှက်နဲ့နေသက်ကနေစောက်လို့မင်းရမထင်သလားပညာမှာပါပဲစနစ်မှာပါပဲအစီအမံမှာပါပဲလို့ဒီနိုင်ငံကောက်လို့မရဘူးခေါင်းချွေကောက်လို့မရဘူးတကယ်တော့ဘိုးကျောင်းအောင်ဆန်းအညာသားဒါကိုငငယ်လေးကသိပြီးမသိရင်အသက်30လောက်ကဒီချင်းချင်းခိုင်းနေနော်မေလာမြင်လဲဆိုတာတက်လိုက်တာရေးတဲ့လူလည်းရေးတက်လိုက်တာရန်နေဆွေပြည်တော်စုကိုဩပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဝါအမွေနှစ်မှုရှင်မြန်တို့တဲ့လေဒါတို့ပြေဒါတို့မြေရွေကြော်တန်းကြီးမြည်ခိုင်မာနေမေးပြရစီတော့မောင်တွေမဲတွေဘယ်ပုံဘယ်နည်းနဲ့ကာဝယ်ကြမှာတော့လေမေးပြီဘုရားဆမေးခိုင်းတာမေးပြရစီတော့မောင်တွေမဲတွေဘယ်ပုံဘယ်နည်းနဲ့ကာဝယ်ကြမှာတော့လေခါချင်းကောင်းမှန်ကြီးလို့သာတောင်ကြီးဖြိုမဲ့ကြံခါမတန်အမှန်တင်းမေမဲ့အခင်းမလှနိုင်ပါပြီအဲ့ဒီထုံးကိုနှလုံးမူမိစေတူမြင့်ချေတာဝန်တွေကိုစီရှိထားပြီလူမြင့်အတိတရားတွေတို့ပြည်ကြီးတို့ကာဝယ်မလေးဆက်ဆွေကြာမှကြောက်လို့ဘလို့ကာဝယ်မလဲတာဝန်ရှိပါတယ်ဉာဏ်နဲ့ပညာနဲ့နှလုံးသားနဲ့မကာဝယ်ပဲနဲ့ဒီနိုင်ငံမလုံးကြုံဘူးတဲ့မိုက်ညီမညို့ပြောသွားတာကျွန်တော်ပြောရင်တခုတတိယသွားလို့မောင်သားချိုလို့မနှစ်ကတော့ကြံခဲ့တဲ့9လလောက်ကစာပြီးဟောပြောပဲဒီပခီးတဲ့တခုသွားတယ်ဗျနည်းနည်းဝေးတယ်ကိုညီမညို့ပါတယ်ကျွန်တော်ပါတယ်3ယောက်သွားတယ်မတ်တီလာဆန်းကျောင်းဆရာမလေးတပွဲပဲဟောပြီးပြန်လာတယ်ကျွန်တော်တို့စစ်တနီမြို့အော်စီပေါ့ဗျဩစတြေးလျတားဘဲကောင်လေးတွေပေါ်တယ်လေတားဘဲကောင်လေးတွေဘိုက်ထက်မှာကလေးလေးတွေနဲ့လက်နဲ့အစာကျွေးလိုက်စားတယ်နော်တတားရင်လာမယ်နော်လက်လေးနဲ့လိုက်ရင်တားဘဲကောင်လေးလဲစားတယ်ကျွန်တော်သဘောကျလို့ကြံခဲ့တဲ့9လတုန်းကသွားတာမနှစ်ကတခါသွားသေးတယ်ကျွန်တော်မဲအော်စီနဲ့ဓာတ်တယ်နေတယ်မနေ့ကတော့ဘေးလူဝါကြီးပါတယ်ဗျမန်းလေးမျိုးကနေဝင်းမြစ်ပါတယ်ဗျမနေ့က3ပွဲဟောတယ်ကျွန်တော်တို့အော်စီမှာ3မျိုးစစ်တနီမဲလ်ဘန်ပတ်မိုက်မောင်တာချိုတို့သူများနိုင်ငံနဲ့ဝင်တော့လေးစိတ်ထရဝင်ပြီပေါ့ထုံးစံတိုင်းလေးစိတ်မှာလက်ကားပြမှာပေါ့လက်ကားပေးပေါ့ပေါက်ကားပေးပေါ့ဘုံနေပါလေရှာတဲ့ဟာနဲ့အစ္စရေးနဲ့စစ်ပြီပေါ့ကျွန်တော်တို့တီပေါ့ဒါပြီးသွားပြီပေါ့ပြီးလဲပြီးရောသူတို့နိုင်ငံတွေကိုဝင်မဲ့ချန်စီကိုအပေါက်ဝပေါ့လေစိတ်ကအပေါက်ဝပေါ့450ပြီကျဲမှာပေါ့အဲ့ဒါကြော်သွားရင်ရောက်ပြီအော်စီရောက်ပြီစစ်တနီဂျပန်ဆိုရင်လည်းအဲ့ဒါကြော်ရင်ရောက်ပြီတိုကျိုလေစိတ်ပါလေနရိတာဂျပန်နိုင်ငံလေစိတ်ကနရိတာလေစိတ်ပေါ့တတိယသွားတယ်ရောက်မှာပေါ့သမီးတို့သားတို့ဆရာတို့ဆရာမတို့ဝင်လို့ရမထင်လားနောက်ဆုံးစစ်ဆေးခြင်းဒီပါလေခွေးပဲဆရာတို့ခွေးနဲ့စစ်တာမောင်သားချိုတို့ရက်ပေးရတယ်မှလားညီမင်းညိုရက်ပေးရတယ်ဘေလူကရက်ပေးရတယ်နာမည်ခေါ်တယ်ဥညွန့်သားကျောင်းနာမည်ခေါ်တာပေါ့မှတ်ပုံနဲ့နာမည်ဥညွန့်သားကြိုက်တယ်လို့ခေါ်ပေါ့ကျောင်းမှာဒေါက်တာညွန့်သားပေါ့ဆရာကြီးပေါ့ဗမောက်ခပေါ့ကျွန်တော်ဆရာကြီးခေါ်မှာပေါ့ဒါကတော့ချီဥညွန့်ကတော့ချစ်စနိုးခေါ်တာပေါ့ဘိုးချိုဘေလူကကျွန်တော်ချစ်စနိုးခေါ်တယ်ဘေးကြီးတဲ့အော်ဘီဂျီကတော့ယင်ကြီးကြီးခေါ်တယ်မသားတဲ့နှမျိုးခေါ်တာပေါ့နော်ဆရာဆရာမအငယ်လေးတွေကတော့ဆရာချိုတဲ့တချို့ကြဆရာမပါဘူးချိုတဲ့စားပေးပြီလားတဲ့ချိုစားပေးပြီလို့မဲရှောကထလာတယ်ဟုတ်တယ်မလားလေဥညွန့်တောင်းပေါ့တန်းစီဟန်ကယ်ရီကိုရှေ့မှာထားပါတစ်တာရောဘိန်းနဲ့နောက်တရဥမြင့်အောင်ဘေလူဝါခေါ်တယ်ဟန်ကယ်ရီရှေ့မှာထားပါရောပေါ့ခွေးနှကောင်လှုပ်လိုက်တယ်မုံရွာမြို့မှာပညာသင်နေတဲ့သမီးတို့သားတို့ဆရာဆရာမတို့အဲ့ဒီခွေးတွေကကျွန်တော်တို့တစ်တာတွေကိုနမ်းတာတယောက်ကို9မိနစ်လောက်ကြာတယ်ခွေးတွေစီကန်းရှိလိုက်တာအထုလက်ကျင်ထားတဲ့ဩစတြေးလျခွေးတွေဂျပန်ခွေးတွေအဲ့နိုင်ငံတွေအောင်စစ်တယ်ကျွန်တော်တို့နှစ်ဖက်ညှက်ပြီးတက်တာကိုနမ်းပါတယ်ခင်ဗျ
အနည်းဆုံး9မိနစ်ကြာတယ်အထက်မှာသူတို့တားတဲ့ပစ္စည်းပါလို့တော့ပြဿနာပဲနားလားမမင်းနဲ့ဘာကြီးလာလဲကြီးတော့ဟဲ့ဘာကြီးလာတော့ဘေလူကအချိုးမချိုးနဲ့နော်ဘေလူကရဲ့ကျွန်တော်အားပေးတယ်ဆရာချိုးကိုကြည့်နေတာတဲ့ရုပ်ရှင်ထဲမှာခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့မသားကိုငါ့ကိုမင်းသားကြောင့်မလုပ်ခိုင်းဘူးခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့နမ်းလိုက်ကြတာတစ်တာနမ်းပြီးတော့ဒီမှာဘော်ဒနီဆရာတွေလည်းရှိနေလို့ပြောပြသေးတော့ဆရာမတို့အသေးနှောင်ဆင်းနေတာတပည့်တို့တစ်တာထဲမှာအသေးအနှံအစီအစံအမြင့်အရွက်အခောက်ပါလားဆင်းနေတာတတ်တရှိရင်ဂျပန်သွားမဲ့လူတွေရှိလားအော်စီကိုသွားလည်မဲ့လူတွေရှိလားတစ်တာထဲမှာမန္တလေးကစိတ်တလုံးပြည့်သည်နှလုံးလောက်ထည့်သွားပါလားမမိနဲ့အမိနဲ့အိမ်တော်ခွေးကချက်မောင်မင်းလေးတွေလင်းကားပြင်နှုတ်ပြီးထည့်သွားပါလားမမိနဲ့အမိနှမ်းလေးတွေကိုမလှော်ဘဲနဲ့လက်လက်ဆက်ဆက်အပြင်ကနေခူးကားတာနှမ်းကိုအစိမ့်အစိ20 30လောက်စက်ကူလေးနဲ့ထုတ်ပြီးတော့ထည့်သွားပါလားမမိနဲ့အမိနဲ့ခန်းကျင်သီးတဲ့3လုံးလောက်အေးလက်လက်ဆက်ဆက်ကလေးဟိုကြမှာတုတ်စားမယ်ပေါ့ခက်စိမ့်စိမ့်လေးပေါ့ခန်းကျင်သီး3လုံးလောက်တစ်တာထဲမှာဘူးလေးလက်ထည့်လိုက်တစ်တာပြန်ပေးလိုက်ဖြတ်မယ်ခွေးကိုလွတ်မထင်လားဆရာမတို့အကုန်မိတယ်နော်ကွန်းရွက်လေး4-5ရွက်ပါလို့ဘေလူကရဲစခန်းတိုက်သွားလို့ကျွန်တော်လိုက်ထုတ်ရတယ်လက်ပွေနှစ်ရတယ်သမီးတို့သားတို့လက်ပွေနှစ်ရတယ်ကျွန်တော်ဘာကိုပြောချင်တာလဲခင်ဗျသူတို့နိုင်ငံတဲကိုသူတို့ကာကွယ်ထားလိုက်တာလာပြီးတခင်အောင်ဆန်းဓာတ်နဲ့မကာကွယ်တာမဟုတ်ဘူးတဲ့တနက်နဲ့ကာကွယ်နေတာမဟုတ်ဘူးနော်ညံနဲ့ပညာနဲ့စနစ်နဲ့ကာထားတာတို့ရည်တို့မြေပေါ်ကိုဘယ်နိုင်ငံမှမသိတဲ့အရွက်တွေအသီးတွေအနှံတွေလာပေါက်ချင်းခွင့်ပြုဝင်လို့ရလားမေးကြည့်ဟိုညီမညို့နန်းတစီတောင်ဝင်လို့မရဘူးဂျပန်ဒီခွေးတွေလည်းအနက်ခံကျွမ်းသားမင်းနဲ့အထက်မှာပါတာနဲ့တဲမဲစီးနေတာတက်တာခွင့်ခိုင်းပြီမိပြီစမရှင်းတော့ပဲရဲစခန်းမှာအကြီးကျယ်ပြဿနာပဲတော့ဘာပြောလဲဆိုတော့အော်စီကရဲတွေကကျွန်တော်ကခင်မင်းနေလို့မေးကြည့်တော့မှနည်းနည်းတိခောက်ကြည့်တာပေါ့တရသီးမဲ့ကျွေးခြင်းရင်အော်စီကဗမာတွေကိုတရသီးမဲ့ကျွေးခြင်းရင်လှီးပြီးယူလာခဲ့ဘူးနဲ့ထည့်လာခဲ့အစိပါမလားဒီနဲ့ရင်းနဲ့ပြောတာတော့မင်းတို့အစီပါပြီးအလုံးလိုက်သေးလာတော့ဒီမှာလှိစားပြီးတော့လှမ်းပစ်လိုက်တော့မင်းတို့အစီကရေနဲ့ထိပြီးအညှောက်ထွက်ပြီးတော့တရက်ပင်လာပေါ့လို့ရှင်းမလဲတို့မြေပေါ်မှာတို့ပစ္စည်းတွေကအတန့်တို့ရေတို့မြေပေါ်ကအသီးအနှံတွေကိုအစီအဆန်တွေအလုံးကောက်ွယ်ထားပြီးသားမျိုးရိုးဗီဇကူးဆက်တာလုံးလောက်ကန်နိုင်လို့ကရှင်းမလို့ကြောက်စရာကြီးနော်မေးကြည့်စမ်းမှာသွားတဲ့လူခြေဦးညိုမေးကြည့်ပါကျွန်တော်ပြောတာလုံးနေဆိုရင်ဒီနိုင်ငံတွေကျွန်တော်လှမ်းသွားပြီလားဟာတချင်းကိုတတိရတယ်နော်မေးပြရစီတော့မောင်တွေမေတွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာတော့လေဒီကောင်ကြီးသူတို့တိုင်းပြည်တွေကိုကာကွယ်ထားလိုက်ကြတာခုခေတ်ကဘယ်နဲ့မီဒီယာဝင်ဖမ်းတာမဟုတ်တော့ဘူးဝင်ပြီးတော့စီးမှာကိုယ်အစားစာကိုသူ့အစားစာနဲ့ဝင်စီးမှာကိုယ်အဝတ်စားကိုသူ့အဝတ်စားနဲ့ဝင်စီးမှာကိုယ်အရက်ကိုသူ့အရက်နဲ့ကိုယ်ချင်မက်ကိုသူ့ချင်မက်နဲ့ကိုယ်ဒလက်ထုံးဆောင်သူ့ထုံးဆောင်နဲ့ဟုတ်တယ်မလားကိုယ်လူသုံးကုန်ပစ္စည်းကိုသူ့လူသုံးကုန်ပစ္စည်းနဲ့ကိုယ်တချင်းကိုသူ့တချင်းနေနဲ့ကိုယ်ရုပ်ရှင်မူဗီကိုသူ့မူဗီတွေနဲ့ရှောင်းမူစီပါလေသူကအစီမခံဘူးဟာဆရာဦးတာချိုအော်ဒီရလူတွေချက်မောင်ကြော်စားခြင်းရင်ချက်မောင်ဟင်းစားခြင်းရင်ရန်ကုန်မြို့ကနေဈေးတွေရောက်ပြီးအရွက်လေးတွေချွေလာခဲ့တဲ့ထက်လာခဲ့တဲ့ကျွတ်ကျွတ်ကြီးနဲ့ကြော်စားကြတယ်အမြစ်ကနှုတ်မလာနဲ့အပင်မနှုတ်မလာနဲ့ခင်ဗျားတို့ဟာခင်ဗျားတို့အမြစ်ပါနှုတ်လာတော့ဒီမှာချွေပြီးတော့ချက်လက်ချက်ပြီးတော့အမြစ်တွေရှိတဲ့ခါကျတော့အိမ်တော်ခွေးဆင်းပြီးကျွန်းထဲမှာဇက်လိုက်ထိုးပြီးတော့ခင်ဗျားတို့ချက်မောင်တွေစပေါ်တော့မလုပ်ကြမဲတဲ့ဆရာဦးတနိုင်ဦးဆရာဘော်ရနီပတ်သက်ပြောပါနေရကြောက်ခမန်းလေးပဲနော်ဟာခန်းရင်ဒီစားကြည့်ရင်ရုပ်ထိုးလာခဲ့ငပိနဲ့စားကြည့်ငပိချက်ချက်လာခဲ့ကြက်အောင်ချက်လာအစိမ့်ထဲမလာနဲ့မင်းတို့ဟိုကြမှာမင်းတို့ခန်းရင်ဒီအစိမ့်တွေကိုချက်ဖို့ပြုတ်ဖို့လုပ်ပြီးတော့အစိမ့်တွေကိုရင်းနဲ့ဘက်ဆိုနောက်လှမ်းပက်တော့အပင်ပေါက်မလို့မလဲမင်းတို့ဒါတက်ကတူကျောင်းမှာပညာတတ်တွေရှိပါတယ်ဘော်ဒဒီသမားတွေရှိပါတယ်စိုက်ပျိုးရေးသမားတွေသိပါတယ်ဗျသူတို့မြေပေါ်မှာတပင်စနှစ်ပင်စပေါက်ပြီးတော့နော်ဝတ်ပုံကူးပြီးတော့ဗီဇတွေပွားပြီးတော့နှစ်တည်နေနဲ့ကြားလာတဲ့ခါကျတော့ချက်ချင်းတော့မဖြစ်ဘူးပေါ့နောက်တော်ကြားလာတဲ့ခါနှစ်ပေါင်300 400 500ဆိုသူတို့မြေပေါ်မှာဘယ်မှမသိတဲ့မျိုးဗီဇတွေနဲ့ရောပြီးတော့သူတို့အပင်တွေအသီးတွေအားလုံးမျိုးပြတ်မှကြောက်လို့ကာထားတာတဲ့သမီးတို့သားတို့ပညာတတ်တွေမှလားတို့နိုင်ငံဟူကောက်ကွယ်နိုင်လားအေးဆေးပဲဗမာနိုင်ငံအနှံ့ပြကြီးတို့သွားသလားမုံရွာကိုသွားသလားကျွန်တော်ရောက်တယ်ညောင်ကိုသွားဘူးသလားစကိုင်းကိုသွားဘူးသလားညဉ့်ညံသွားဘူးသလားရှမ်းပြည်သွားဘူးသလားကချင်ပြည်နယ်မြေကြီးနောက်သွားဘူးသလားဗမော်ရောက်သလားရွှေကူရောက်သလားဖရဲကြီးနဲ့တွေ့လားတွေ့လားကဲငါပြောခင်းနဲ့တွေ့လားငါပြောခင်းနဲ့တွေ့လားတေက3သိန်းလောက်နဲ့လာပြီးလာငှားသွားတာ
စစ်လာတိုက်ဆရာမလို့ဘူးအန်တီတို့လဲဆိုင်တာဘယ်လောက်ရတယ်လဲတေက2သိန်းလောက်ရရလား10က30ဟင်းလူလဲဆိုင်ရသေးတယ်ကလေးတွေလည်းကြောင်းထွက်ကျွဲကြောင်းတဲ့ကောင်ကြောင်းနွားကြောင်းတဲ့ကောင်ကြောင်းကောက်စိုက်ပြိုးနှုတ်ဟုတ်တယ်မလားဓာတ်မြေဩဇာဘိုးနဲ့ကောက်ဆိုင်သမားဈေးနဲ့စပားရေးရတာနဲ့နေရတာနဲ့ဘယ်လောက်မြတ်လဲ30ဟင်းလောက်တာ10လလောက်တာတအိမ်လုံးကလေးတွေရဲ့ကြောင်းထွက်မြတ်တာ30 10လတလမှာ2သိန်းဘာမှမဆိုင်နဲ့30ပေးမယ်ဟာတဘောကြလို့ဒီကညံမရှိတဲ့ကောင်တွေဟုတ်ကဲ့ကျွန်တော်ငှားပါပဲခင်ဗျငှားတယ်စိုက်ခိုင်းတယ်အသီးခုပြီးယူသွားတယ်ဓာတ်မြေဩဇာထင်ရကျဲပြီးပိတ်သွားတယ်ကဲဒီတိုင်းထားခဲ့တယ်နောက်နေ့ပြန်မျောတယ်လာသေးလားကြားမပြန်လာခါသေးလားကိုယ့်နဲ့တက်တယ်မြေဩဇာပြောသွားမှသူသိပြီးသားပက်ဆက်စစ်ပဲပြီးစိုက်သွားတာနောက်နေ့အဲ့ဒီမြေပြန်မလာတော့ဘူးဘာသွားလို့လဲနောက်တစ်ခွက်ပေါ့မဆက်ရသေးတဲ့ဘာချင်းစွိုင်းပေါ့နော်အပြိုစင်မြေသားကိုတခါသွားငှားတယ်ဒီတိုင်းထားခဲ့တာကြံခဲ့တဲ့ကျုပ်တို့နိုင်ငံလူတွေအားလုံးရှမ်းတွေရောကချင်တွေရောဗမာတွေရောမငှားနေပေါ့ငါမကပြန်ဆိုင်မယ်ကျွန်တော်မင်းမယ်ပေါက်လားကဲဆက်ပေါက်လို့ဆရာမတို့ကဲကျွတ်ကြီးတွေဖုံးလို့နော်ပလက်စတစ်ကြီးတွေဖုံးလို့ဆရာကြီးဦးသားချိုဘာမှမပေါက်တော့ဘူးဆရာကျွန်တော်ဘာကိုပြောချင်တာလဲကိုယ့်ရေကိုယ့်မြေကိုဝင်ပြီးစီးတယ်သိမ်းတယ်ဆိုတာခင်ဗျာအစိုးရကိုတိုက်ပြီးတော့ဘယင်ဖန်မိလာလို့ဆရာလူသေးလို့လားပတ်စံပေးလို့ရတယ်အကုန်လုံးဆရာတို့အကုန်လုံးလို့ရတယ်ကျွဲတွေနွားတွေလာမွေးတယ်ဗမာတယောက်ကို3သိန်းခွဲလောက်ပေးတယ်ဟုတ်တယ်မလား3 4လကြာရင်ကျွဲတွေဖီးလို့နွားတွေဖီးလို့ဆရာမတို့အားပါကြည့်ကျင်သလားနေပြီးတော့သွားကြည့်ပါလားလေဝဲကိုသွားကြည့်လေဝဲမှာတဲကြီးထိုးထားတာရှက်ကျွေးတာခေါင်းဆောင်က3သိန်းခွဲလောက်ရတာခင်မင်းကျွေးထားပြီးသားတပည့်တွေနဲ့8000လောက်ပေးထားပြီးသား3 4လမွေးဝဖီးသွားတာကားတစ်စီးတာပြည့်ပြီတော့90နောက်တစ်စီးလာခဲ့အကောင်90နောက်သီးလာအကောင်90နေဆက်ကိုသွားတာဆိုတော့တွေ့လားကိုရေကိုမြင်ကိုကျွဲကိုနွားကိုစိတ်ကြိုက်ပတ်စံမပြီးဝဲနေတာဘယင်ကိုဖမ်းစရာမလိုဘူးတမလားကိုလာတိုက်စရာမလိုဘူးဒေါ်စုဖမ်းစရာမလိုဘူးငွေနဲ့ကျွန်တော်မကောက်ွယ်နိုင်ဘူးကျွန်တော်တို့ညံမကောင်းတဲ့အခါကျွန်တော်တို့စီးပွားပြက်လာတဲ့အခါကျွန်တော်ဘာမှမကောက်လို့မရဘူးကျွန်တော်တို့ဒီလိုနည်းနဲ့ခစ်တဲ့ကဘာကြီးမှာနိုင်ငံတွေကိုဝင်စီးတာပဲကြောက်စရာကောင်းလိုက်တာနော်တချင်းကဒါကိုဆိုထားတာပဲဗျပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘုရားအမွေနှင့်မှုချင်းမြန်လို့တဲ့လေဒါတို့ပြေဒါတို့မြေရွှေကြော်တန်းကြီးညီဟိခိုင်မှာအတန်းတော့ကျဲတယ်ပြောချင်တာဆက်မဆိုချင်လို့ကျွန်တော်မေးပြစီတော့မောင်နေမယ်တွေဘယ်ပုံပဲနီးနေကာဝဲကဲညမဆိုးနေကျွန်တော်ကြာမကြောက်လို့ကျွန်တော်ကားနိုင်လားလူတွေနှလုံးသားတွေရောကားနိုင်လားဗိုက်တွေရောကားနိုင်လားမိမတွေကျွန်တော်ဟာလိုက်လို့တောင်ရောကားနိုင်လားမြစ်ရောကားနိုင်လားစာကျုံးနဲ့လာနေတာလက်မှတ်ထိုးပြီးလုံနေတာဒီတောင်ဖြိုးမယ်ဘယ်တော့ပြရမှာလဲကြီးနေတော့မလို့ထိုးမကားနိုင်ဘူးလေကတော့တနက်တွေပဲကျွန်တော်တို့တန်တမန်နီးလန်းနေနဲ့နိုင်ငံတကာပြည်ရည်တွေနဲ့ IR တွေနဲ့ international relationship တွေနဲ့စာချုပ်စာတမ်းတွေနဲ့လက်မှတ်တွေနဲ့ပတ်စံတွေနဲ့လုပ်နေတာမလားဆရာမတို့ဒီထိုင်ကြည့်နေတယ်ပဲကျွန်တော်တို့မင်းတို့မြစ်ကိုဝယ်ထားပြီးသားလက်မှတ်ထိုးထားတာမင်းတို့တွေငါလုပ်မှာဒီတောင်ကငါတို့ကနီကယ်ထုတ်မှာဒီတောင်နီကယ်ဒီတောင်ကြီးနီဒီကောင်ရွှေထုတ်မှာဒီနေရာဒီဘက်ကရလက်စစ်ဒီတောင်ကငါတို့ဝယ်ထားပြီးသားဒီတစ်တင်ငါတို့ဝယ်ထားတာငါတို့ခုံးမှာဒီကျွဲနွားတွေကငါတို့မွေးထားတာမင်းတို့လူတွေကိုပတ်စံပေးပြီးတော့အစာကျွေးခိုင်းတာတို့လာတဲမှာကြီးတိုင်းနောက်ဆုံးဗမာမတွေရဲ့ဘိုက်ကအစာငှားပြီးတော့မူဆယ်ဘက်မှာစာဝတ်တွေလိုက်ကတ်ထားလို့သူတို့လင်းနဲ့များနဲ့ညာကိုယ်မဆောင်ချင်ဘူးအလုပ်လုပ်နေလို့မအားလို့ဒီကပိုက်ထက်လာထည့်ထားမယ်ဒီကယူထရက်ဆဲကိုတိန်နဲ့ထည့်မယ်ကိုကကိုလာဆောင်ပြီးတိန်90လောက်ပေါက်တယ်ခလေးကိုကိုမဆောင်တာတိန်90ဆိုတော့10လလောက်ဆောင်ရတယ်တလား9သိန်းအရင်ဟာကြီးအသဘောကျနေသေးတယ်ကိုမစိုးကြိုက်သားပဲတဲ့9သိန်းကြတော့တယ်မဲစဉ်းစားနေသေးတယ်ကိုဘိုက်ကိုငှားပြီးခလေးထည့်ပြီးမွေးမှယူသွားမှဥဝဲဆိုထွက်တာကိုသူ့သားသူ့သမီးသွားမှကိုကဒီတိုင်းကြံခဲ့ဆေးရစားပြီးတော့ဖိုးသူကြီးပေါ့တမီးတို့သားတို့ပညာတတ်တည်ဖြစ်လို့တက်ကတူဆရာတယောက်ဖြစ်တဲ့မောင်သားချူကြီးကတေချာပြောပြနေသမီးတို့ကားနိုင်လားဓာတ်နဲ့စောင့်လို့လုံးမထင်သလားတနက်နဲ့စောင့်လို့လုံးမထင်သလားလူတွေဉာဏ်ပညာနဲပြီးတော့ခံစားချက်တွေပြက်လာပြီဆိုရင်တို့အကာအကွယ်မဲ့ပြီအဆိုးဆုံးကတော့လူတွေနှလုံးသားတွေပဲပြက်သွားတာလေမြေကြီးတွေပြက်တာထားပါတော့တောင်တွေပြက်တာထားပါတော့မြစ်တွေပြက်တာထားပါတော့လူတွေရဲ့နှလုံးသားတွေပဲပြက်လာတာညီမညိုကြီးတော့ဟိုနေ့ကလက်ပဲဆိုင်ထိုင်ရင်းနဲ့မနေ့ကတော့ပြောနေသေးတယ်သူပြောတဲ့စကားကျွန်တော်ကြက်သိန်းအောင်ထားတယ်ဆရာချိုးရေးတဲ့ခုခေတ်လူငယ်တွေကကြောက်ဆရာကြီးပဲဗျာဒီနေ့ကြိုက်တယ်နောက်နေ့တဲကိုကန်ချင်းနေဗျာဘယ်လိုကြလဲတမိသားနှစ်ယောက်ဒီနေ့ကြိုက်တယ်နောက်နေ့5ရက်ကြာတဲကိုကန်ချင်းနေကျွန်တော်ပြောမယ်ဆရာတဲ့တကယ်တန်ဖိုးထားပြီးတော့တကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ပြီးစောင့်ရှောက်တဲ့ယောက်ျားဘယ်တော့မချင်းဘူးဆရာချင်းတော့တာမှန်မဲ့သူကတိတ်ဆန်တာပဲသူတွေ့တာဆန္ဒရဒီမလို့ကြိုက်တယ်ဒါတော့ပဲရှောက်တတ်သူဆရာသူမနေ့ကပြောနေတယ်ကလေးတွေရှိပါကလေးလက်ခံနေတကယ်မျက်နှိုးပြီးတကယ်ချစ်ပြီးဆိုဆရာနော်တဲ့မထိရဘူးဆရာကျွန်တော်တို့တဲ့ဘယ်တော့မှမလို့ဆရာခေါ်ဘူးဆရာအခုလူတွေ
တိုင်းပြည်ကနည်းနည်းပါးပါအကာအကွယ်မဲ့ပြီးပြတ်သွားတာမြေတွေရေတွေမကပါဘူးဆရာတဲ့လူတွေရဲ့နှလုံးသားတွေနဲ့ဘဝတွေပါဆရာအကာအကွယ်မဲ့လာတယ်နော်မောင်သားချိုးလို့ငယ်ငယ်တော့မှတချင်းနေအဆနော်ကျွန်တော်ခေတ်ကနော်နုညံ့နေနော်မလီမိမတယောက်ကိုကြိုက်တာဗျနှခမ်းကိုထိုင်ကြည့်တာ၄နှစ်ကြာတယ်တကယ်နှခမ်းကြည့်အဲ့ဒီနှခမ်းကြီးကစွတ်တူတူကြီးဖြစ်နေလို့ရီပါတော့ဆိုပြီးတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ခေတ်ကကိုတန်းနိုင်ကိုသိတော့တယ်ခလေးတွေမသိတော့ဘူးတို့ခေတ်ကတချင်းနဲ့နုညံ့နေနော်ကောင်မလေးကခက်တီတီဆွဆွကြီးနေတဲ့ထင်ပါတယ်နှင်းစီလေးနဲ့နှိုင်းတယ်နှခမ်းလေးကရဲနေတော့အမြဲတမ်းငုံပြီးဖူးနေတယ်တဲ့နှင်းစီကမပွင့်ဘူးတဲ့သွားမပေါ်ဘူးတဲ့ကဲပြုံးပါတော့လားတဲ့ဘယ်သူဆိုတာလဲကိုစောငိမ့်နောက်ဘယ်သူဆိုသေးလဲမောင်မောင်ညွန့်နောက်ဘယ်သူဆိုသေးလဲလွမ်းမိုးနောက်ဘယ်သူဆိုသေးလဲမန်းလေးသိန်းစောနောက်ဘယ်သူဆိုသေးလဲလူလဲဆိုတယ်ချစ်ပြုံးနှင်းစီလေဖြူပြလဲစာသားတွေကောင်းတယ်နော်ဖြူပြလဲမူရသွဲနှွဲချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်သားတွေရဲ့မမနာတွေမန်ကြီးတယ်ကောင်မလေးကပြန်တက်တယ်လှုပ်ချိုးတယ်ပေါ့တတ်တတ်ရှိတယ်ပေါ့ဖြူပြလဲမူရသွဲနှွဲချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်သားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းတယ်အမလေးနှခိုင်းဆူတာကိုတရှင်းလို့ဆိုနေတာဖြူပြလဲမူရသွဲနှွဲချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်သားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းတယ်နေ့စဉ်စောင့်ပါလို့ရဲ့မျောပေးမဲ့ကွယ်နေ့တိုင်းစောင့်နေရတာဘယ်နေ့ကြီးမှလဲပေါ့မုံညာတဲ့သူအပေါက်ဝါမှာတိတယ်မောင်မချွတ်ကြိုက်နေတဲ့ကောင်လမ်းတွေတော့ကွာပြုံးပြတယ်သူ့ပြတော့ကိုလည်းတွေ့ရောမလွယ်ပါလားကင်ကြီးမှာတွေ့တယ်ကိုကဒီဘက်ကစပွဲသူကဟိုဘက်ကစပွဲကိုကလည်းလက်ဖက်ရည်တောင်းနေတာသူကလည်းအေးတောင်းနေတာကိုကချစ်တယ်လူဆိုတော့ဒုထောက်ရတာပေါ့ကျွတ်ပေးရတာပေါ့ဘဝကိုအရှုံးပေးရတာပေါ့ကိုလည်းတွေ့ရသူကဒီမင်းတို့ကြီးလုံးနော်မိမလေးများညနိုးတယ်နော်ချစ်စရာကောင်းလိုက်တဲ့ယောက်ျားဒီလိုယောက်ျားမျိုးနဲ့ကိုနှမကြိုက်ပါတော့ကိုသမီးနဲ့ကြိုက်ပါတော့ကိုတူမနဲ့ကြိုက်ပါတော့ချစ်သူတူတရလေနေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့ပြုံးခဲ့လိုက်တာတဲ့နှခမ်းနှင်းစီရလဲပြုံးခဲ့လိုက်တာတဲ့ပွင့်ခဲ့လိုက်တာတဲ့နေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့တဏ္ဍာလေးရဲ့အနီအောင်လေးတဏ္ဍာဆိုတာတဏ္ဍာလေးရဲ့ဘယ်ခါချစ်ပြုံးမာလာကိုကွယ်ခုဆိုဖို့မြန်မောင်နှမ်းသာမယ်ချစ်ပြုံးနင်းစီတဝင်းကိုမျောကဒလင်လင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်ဘယ်နဲ့ရီမာလဲတဲ့အဲ့နှင်းစီကဖိုးနေဘယ်တော့ပွင့်မာလဲတဲ့ဘယ်တော့ပြုံးမာလဲခင်ဗျားတဲ့တခါမှလည်းကြုံရီမပြဘူးတဲ့ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်မာနလျှော့ပါမိမလေးရဲ့သဘာဝကိုသိပါတယ်တဲ့မိမဆိုတာမာနတော့ရှိရမှာပေါ့ဟေးလာတော့မနေရဘူးလေသို့တော့မင်းကတင်းလုံးနေကွာနည်းနည်းလေးပြုံးပါလားမိမကောင်းနေရဲ့ပြုံးချင်းမျိုးနဲ့မိမကောင်းနေပြုံးတာဘယ်လိုပြုံးလဲသိလားသွားမပေါ်ရဘူးပါဇက်မပြေးရဘူးအတန်မထွက်ရဘူးရီတာဘယ်နှမျိုးရှိလဲတပည့်တို့သားတို့ညီတို့စာပါဖက်လားရီချင်းဘယ်နှမျိုးရှိလဲမိမတွေရီချင်းက6မျိုးရှိတယ်ဆိုတာကြားဘူးလားမိမမြက်တွေရီတာ2မျိုးအလဲလက်မိမတွေရီတာ1မျိုးခက်ပြက်ပြက်မိမတွေရီတာ1မျိုးတဲ့6မျိုးရှိတယ်ပြောတာပဲမောင်သားချိုတယ်လီဖုန်းလေးပါနေတော့စိတ်ထဲဝင်စားလာတယ်နည်းနည်းလေးရှာလိုက်ဦးမယ်နော်သူတေသနာတရုပ်ပြအပြီးတန်ဤပုတ်ထည့်ထားတယ်ဖုန်းကြီးရေးတဲ့စာအုပ်ဆိုင်မှာဝင်ရင်2500ပေးရမယ်စောင်းနာမည်ကသူတေသနာတရုပ်ပြအပြီးတန်ရေချင်း6ပါလို့ကျွန်တော်ရက်လေတွေတွေ့လားဘာမှလို့ရက်လေလားရေချင်း6ပါလာစမ်းဟဲ့ရေချင်း6ပါပေါ်လာပြီ6အောက်ကစရီမယ်မိမရုပ်တည်းရည်ရင်းနဲ့နံပါတ်6အတိဟတိတရည်ချင်းကိုလက်ချင်များကိုပြင်းချမ်းမြေရည်ချင်းနဲ့မလည်းမတမအဲ့ဒါအနှိမ့်ဆုံးမိမတဲ့ရည်ချင်းမုံရွာကလူတွေစာအုပ်ဖတ်ဖို့ညွှန်းနေတာနော်စာအုပ်ဆိုင်ရှိရင်ဝဲပါတုတ်တေသနာတရုပ်ပြအဘိဓမ္မာလို့ခေါ်ပါတယ်စာအုပ်ဝဲမှာပြင်းရင်မောင်းသားချိုးသီးလာပြောဇက်ပြလေးနဲ့စာအုပ်ကိုကူးထည့်ထားလိုက်ပေါ့နံပါတ်6ကိုလှုပ်ရမ်းရည်တာတဲ့နံပါတ်5အယုတ်ထဲမှာသူကနည်းနည်းတက်တာပေါ့အပဟတိတမျက်ရည်ထွက်အောင်ရည်ရင်းနဲ့ဆရာလည်းဘာမှမသိသွားလူနောက်ကြီးသွားမယ်အဲ့ဒီ2မျိုးကရုပ်တယ်တဲ့အပေါ်ပြန်တက်လာတယ်အလတ်စားနံပါတ်4ဥပဟတိတ
ပခုံးဥကောင်းလေးများကိုလှုပ်ရည်ချင်းနဲ့ဆရာလည်းတကယ်ပဲသွားခါလူနောက်ကြည့်အလက်စားနံပါတ်3မိုက်တယ်နော်နံပါတ်3ဝိဟတိတအတန်ညင်းညင်းတာတာထွက်ရည်ချင်းအတန်ထွက်လာပြီသူကတော့ဆရာဦးတဲ့နိုင်ကအဲ့နောက်တာပဲတော့ပေါ့အလက်စားလာပြီအမျက်ဆုံးမိမအမြင့်နဲ့ဆုံးမိမတွေကြီးတာနှစ်ခုရှိတယ်နှစ်ခုမှာဒုတိယဗါတယ်လေဟတိတသွားနေငယ်ပေါ်ယုံညရည်ရင်းနဲ့သူကအတန်မထွက်ဘူးလမ်းမှာတွေ့တယ်ဆိုရင်သွားလေးပဲပေါ်လာဆရာမလေးလက်ကျင်နော်အေးကြမှန်ရှင်းမှာ6ပြောလို့ကြည့်နော်အမလေးလုံးကြလုံးအမျိုးတော့လုံးကြည့်ရမှာလုံးကြည့်ရမှာမျက်ရည်ဖြောင်းကြီးအကိုလေးကိုလှုပ်အတန်ထွက်ဒါ၄ခုရှိသွားပြီငါသွားပဲပေါ်မှာတော်လေးပဲလမ်းမှာတွေ့တယ်ဆရာဦးတနိုင်ဦးနဲ့တွေ့ပြီကျွန်တော်မိမထားပါတော့ဒါတော့ပဲအတန်မထွက်ဘူးအမျက်ဆုံးမိမမိုက်တယ်နော်အမျက်ဆုံးမိမနံပါတ်1လာပြီးတွေ့တယ်ဗါတယ်လေသွားမပေါ်ရတယ်ဗဇက်မဟရတယ်အတန်လုံးဝမထွက်ရတယ်စီကနေများလိုက်တာအဲ့ဒီမိမမြက်တယ်ဘာနဲ့ရီမာတော့နဲ့မျက်လုံးဖြင့်ရီရင်းတယ်ဟာအဲ့ဒါတော့တဘာမှရမှာနော်မျက်လုံးနဲ့ပဲရီရမှာလေဗျာရီတတ်လားဆင်မတို့သွားမပေါ်ရဘူးဗဇက်လည်းမလှုပ်ရဘူးဆွဲချင်းလေးနဲ့ကိုယ်ငန်းနေတဲ့ကောင်နဲ့လမ်းမှာတွေ့ပြီကိုမာနတင်းနေသူနောက်ဆုတ်သွားမှကြောက်ရသေးတယ်သူ့လည်းလမ်းလေးလည်းဖွင့်ထားခြင်းသေးတယ်မျက်လုံးလေးနဲ့ရဲလေးပြုံးပြမိတယ်ဆွဲလင်းတဲ့တူလေးတွိုင်းအရန်ခက်တယ်နည်းနည်းခက်သွားပြီဒါကြတော့သမီးတို့သားတို့လက်ကျင်တော့အရန်ခက်သွားပြီမျက်လုံးကပြောမှလို့ညီတို့ကောင်းလိုက်တဲ့တချင်းမုံရွာကသမီးတို့သားတို့ချစ်ပြုံးနှင်းစီဘယ်လိုရည်ခိုင်းတာလဲနံပါတ်1အဆင့်နဲ့ရည်ခိုင်းနေတာနည်းနည်းပဲလျှော့တယ်တငုံနဲ့မငုံပဲမငုံနဲ့တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စေခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနှင်းစီရဲ့ချစ်ပြုံးနှင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရသည်ဝဲမာလာရဲ့မလေးဆိုရင်သမီးတို့ကျွေးတယ်နော်ညွညံ့လိုက်တာမောင်သားချိုတို့ဒေါက်တာတက်နိုင်ဦးတို့ငငယ်တုန်းကယောက်ျားမိန်းမတွေရဲ့ချစ်ချင်းမေတ္တာတရားတွေကညွညံ့လိုက်တာအခုဟောမြေကြီးတွေပြက်တယ်လို့တစ်ပင်တွေပြက်တယ်လို့ကျွဲတွေနွားတွေပြက်တယ်လို့ဖရဲကင်းတွေပြက်တယ်လို့ငါပြောကင်းတွေပြက်တယ်လို့တောင်တွေပြိုတယ်လို့မြစ်တွေခမ်းတယ်လို့ငါတို့နှလုံးသားတွေအကုန်ပြက်သွားပြီဒီနေ့တွေ့တက်ကွန်ခေါ်ချစ်သူနှစ်ယောက်ပွဲဓာတ်ထိုးတတ်တယ်မိုက်တယ်နော်မိုက်တယ်နောက်ရည်သားထားတယ်ငရဲမိနဲ့ပက်တယ်မျက်နှာကိုဟာညီလေးတို့မင်းတို့ဘာလေးလဲကဲငါမေးပြီဒီလူငယ်တွေကိုချစ်သူကနောက်တွဲတယ်လမ်းဆော့ပြီးဓာတ်ထိုးတတ်တယ်ဒီခကြီးတို့ပြက်သွားတာမြေပဲပြက်တာလားငါထင်းနေတာငါတောင်တွေပြိုတယ်မြစ်တွေခမ်းတယ်တောတွေပြုံးတယ်အသေးနှံတွေပြက်တယ်ထင်ပြီးတော့လူတွေကောင်းမထင်နေတာဟာယောက်ျားမိန်းမချစ်တာပါပြက်ပြီရန်ကုန်ရွှေလိုဘုရားချီရင်မှာကောင်မလေးကတင်ကန်းချုပ်တယ်ကောင်လေးနဲ့ကွဲသွားတယ်ဆိုင်ထဲဝင်ပြီးကက်ကြီးနဲ့ထိုးတတ်တယ်လေဒီစားမှာပါတယ်လေတောင်တမန်အင်းမှာယောက်ျားလေးကဆိုင်ကနေလာတယ်နောက်ကြီးသားနဲ့တွဲလို့ကောင်မလေးကစောင့်နေတာဒါနဲ့ထိုးသေးလေလမ်းမှာစောင့်နေအက်စစ်နဲ့ပက်တယ်ဒီမျက်နှာကိုဟာကျွန်တော်လေးဒရင်ဖိုင်တန်းလာနဲ့ဟာငါတို့လူဖွဲ့စည်းကိုငါတို့မကောက်ွယ်နိုင်တော့ဘူးငါတို့ကတောတွေတောင်တွေမြစ်တွေပဲမကောက်ွယ်နိုင်ဖြစ်နေတာလူတွေရဲ့ခံစားချက်တွေလည်းကျွန်တော်ကောက်လို့မရဘူးကျွန်တော်တို့ရိုက်သွားလာတာကျွန်တော်တို့ပြီးတော့မောင်သားချိုးငင်ကြီးကညှဉ်းလိုက်တာလို့နှကန်းလေးကမပြုံးလို့စွတူတူလောက်တာတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ထိုင်ကြည့်နေတာကြဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနင်းစီရဲ့ချစ်ပြုံးနင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းတော့လျှော့စီခြင်းပါတယ်ကြီးလိုက်တယ်ကျွန်တော်တို့မောင်သားချိုတို့ခက်ကလူငယ်တွေဒီတိုင်းကြီးခဲ့ကြတယ်ကျွန်တော်တို့လက်ရက်စရဲမရှိကြဘူးစောင့်ရှောက်တယ်ကိုချစ်တဲ့ဟာကိုကိုမြန်တို့တော့စောင့်ရှောက်တယ်ကျွန်တော်တို့မောင်သားချိုတက်တော်မှာတော့ချစ်သူတယောက်ကို20ကျော်တယ်ထိုင်ကြည့်နေတာကျွန်တော်ညီမင်းညို30ကြာတယ်ညနိုးလို့ထိုင်ကြည့်လက်နဲ့တော့မထိဘူးကျွန်တော်တို့စကနာထူးတယ်ကျွန်တော်တို့ချစ်သူတွေကသွားရီခဲတော့ကြီးတဲ့ညနာရီခဲတော့ကြီးညီမင်းညိုနော်အခုကြတော့တကယ်လို့သားတို့ညနိုးတဲ့စိတ်တွေပါတို့တွေပြက်ပြီလား
ဂျပန်နိုင်ငံတော့ကျွန်တော်ကြိုက်တယ်နော်ကျွန်တော်နိုင်ကြည့်ပြောနေတာကကျွန်တော်တနာကြီးပြည့်ဖို့9မိနစ်လို့သေးတယ်ဂျပန်နိုင်ငံတော့ကြိုက်တယ်ဗျကျွန်တော်ချယ်ရီဘန်နေပွင့်တော့ဂျပန်ရောက်သွားတော့လေတမီးတို့ပြောလိုက်မယ်ပြောပြီးသားနော်မောင်တာချိုကြီးစာပေဟောပြောပွဲဂျပန်သွားတော့လေကြိုမြို့2ယောက်သေးနေဝင်းမြင့်နဲ့ည10နာရီခွဲလေရင်ရန်ကုန်လေစိတ်လေမြဘယ်မှမဆင်းဘူးနော်ဘယ်မှမဆင်းဘူးဒါလိုက်ပတ်စံသေးကြီးတယ်မောင်တာချိုတို့ကိုဂျပန်ကအဲ့လိုခေါ်တယ်လမ်းမှာမဆင်းတဲ့ဆရာတွေပြင်ပန်းနေတယ်စင်ကာပူဆင်းရင်ပြင်ပန်းနေဘန်ကောက်ကိုဆင်းပြန်တက်ပြင်ပန်းနေဥတာချိုဒါလိုက်စီးခဲ့ကြိုကစောင့်နေမယ်နရီတာလေစိတ်ည10နာရီခွဲမနေ့မိုးလင်း9နာရီတို့ဆင်းပြီဟာနင်းနေနဲ့ snow country မိုက်တိုက်ဆိုင်ပါပဲချယ်ရီဘန်နေပွင့်တဲ့ရက်မှာရောက်သွားတာဗျာကျွန်တော်ညအိတ်တော့2ညလဲလွန်ဟောဟိုတယ်မှာအိတ်နေတာရေတွေခဲနေတဲ့ညကြီးမပြောနဲ့တော့ကြာမကြောက်လို့ရေတော့တအားခဲတာပေါ့လမ်းပေါ်မှာရေခဲလုံးနေဗျာကဲစဉ်းစားကြည့်လိုက်ကားလမ်းဘေးမှာရေခဲလုံးကြီးတွေပေ90တော့ပြင်းနေကားအိတ်ရသွားနေတာမစဉ်းစားကြည့်တော့လားနေ့ကင်း12နာရီနေထွက်လာပြီမပြောဘူးကဲသဘောပေါက်တော့လားနေ့ကင်းဘက်မှာမပြောဘူးအဲ့ဒီတိုင်းပဲအတုံးလိုက်ကြီး3 4 5လအတုံးကြီးမပြောဘူးအဲ့ဒါသွားကင်ကြီးမားတယ်ရှာတယ်ကြောက်တုံးလို့ပဲအဲ့မှနေရတယ်ကျွန်တော်တို့တညသားဝယုံ3ကလူတွေပြေးကြတော့လာနှိုးတယ်ဆရာချိုထရှန်နေဝင်းမြင့်ထအရေးကြီးလို့ထပါဘာလဲမီးလောင်လာလားဟိုတယ်ဘောလှမ်းကြည့်ဟာလူတွေလမ်းမှာပြေးနေကြတာဝရောနဲ့ဂျပန်တွေပြေးနေကြတာဘာဖြစ်လဲကွာအိုးလိုက်ကြည့်နေနော်ဆရာချိုလာခဲ့ဆင်းလာခဲ့ဘာဖြစ်လဲဟာဆရာချက်ဒီပန်းပွင့်လို့လေဟာမင်းရတယ်မင်းလားလောင်နာလားလို့ချက်ဒီပန်းနေပွင့်လို့ပြေးကြဟာပြေးလိုက်တာတမိုင်ခွဲလောက်လဲပြေးပြီးရောတိုကျိုမြို့လေကောင်ကဈေးနာရောက်တော့ပထမဦးဆုံးချယ်ရီပင်စပ်ပွင့်နေကျွန်တော်ရန်ကုန်အိမ်မှာကင်မရာတစ်လုံးရှိတယ်အပြာလေးဂျပန်ကလက်ဆောင်ပေးတာနှလုံးပေးလိုက်တယ်ကျွန်တော်ဂျပန်တရိရလိုက်တာဆရာဦးတချိုကြီးတဲ့ဆရာတို့ဆင်းလိုက်တာဗျာတဲ့နှလုံးယူသွားတယ်ကျွန်တော်အပြာတစ်လုံးပန်းအောင်တစ်လုံးကျွန်တော်ပန်းအပြာလေးကင်တာအဲ့ဒီကင်မရာနဲ့စိုက်တာအဲ့ဒီအပင်ပဲဂျပန်နိုင်ငံမှာပထမဦးဆုံးပွင့်တဲ့ချယ်ရီပင်အဲ့နှစ်က2014မှတ်မိတယ်မတ်လ31ရက်နေ့ကျွန်တော်ရောက်နေတာပဲကဲမင်းကိုနိုင်ပေးတဲ့အေးကြီးနဲ့ကျွန်တော်ကအဲ့ဒီအမေကြီးအိမ်မှာရှိတယ်ပြန်မပေးဘူးကျွန်တော်ကိုမင်းကိုနိုင်ကအပိုင်ယူလိုက်တယ်ကဲအာကြီးနဲ့ဒါဟာမိုက်တယ်ကွာဓာတ်ပုံတွေရိုက်နိုင်ဝဲလောက်ကြာတော့တီနဲ့လူတွေပါတွေသေတာကြနေတာပဲ ambulance လာတာဟာဝင်ကြီးတွေရောပါတွေရောက်ချလာတာရှင်သူအားပေးလို့ဓာတ်ပုံလာရိုက်တာတစ်ပင်ကိုမိရစလာထိုးထားတာရုပ်ရှင်ရိုက်တယ်လို့ပဲဒီချယ်ရီပင်ကိုစလောင်းနေနဲ့မိထိုးထားတာဟာနောက်နေ့မနေ့လဲမွန်လင်းရောဂျပန်သတင်းစာတွေမှာပါလာတဲ့အဖုံးမှာအဲ့အပင်ကြီးနဲ့အောက်ကပြည်သူလူထုအများကြီးနဲ့သတင်းကဗာရေးထားတဲ့ထင်လေ2014ခုနှစ်မတ်လ31ရက်နေ့ကိုဂျပန်နိုင်ငံတော်တွင်ပထမဦးဆုံးချယ်ရီပန်းများစတင်ပွင့်ခြင်းနေ့အဖြစ်သတ်မှတ်လိုက်သည်ယနေ့မှစ၍နောက်3ရက်အတွင်းအမျိုးသားပန်းများပွင့်သောရာသီအဖြစ်သတ်မှတ်သည်ဂျပန်နိုင်ငံတော်မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအဲ့ဒါပါတယ်အဲ့ဒီစကားအရေးကြီးဆုံးပဲဂျပန်နိုင်ငံတော်မိုးလေဝသနဲ့ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအမျိုးသားပန်းများပွင့်သောရာသီစကြောင်းအစိုးရအဖွဲ့ကြီးညာသည်ဂျပန်အမျိုးသားအမျိုးသမီးအားလုံးချယ်ရီပင်များအောက်သို့ရောက်ရှိလာရန်ဂျပန်နိုင်ငံတော်အစိုးရရုံးကအထူးတိုက်တွန်းနှိုးဆော်သည်ပုံရှင်ဆိုအားပေးအခုလူကြီးပဲသူဂျာမနာဝသေးတယ်နော်အခုမှပြန်ဖြစ်နေတာဝင်းကြီးရုပ်ဟာမိုက်နောက်နေရစပြီးဂျပန်ရောက်ဘောင်သားချိုးလို့စာပေဟောပြောပွဲကတပွဲဟောတာတူတူမှာရက်တရပိုးနေတာတလား2နာရီရှောက်နေကြတာညတိုင်းသွားတာဗမာနိုင်ငံမှာသတင်းကျုပ်ပွဲတော်အတိုင်းပါပဲတကြံပွဲတော်အတိုင်းပါပဲအိရှိလူကုန်အကုန်ရုံနေဈေးတွေပိတ်အကုန်ထွက်ချမ်းသာတဲ့နိုင်ငံအနှွေးအိတွေနဲ့ခေါင်းစွပ်တွေနဲ့လက်စွပ်တွေနဲ့နှင်းကာတွေနဲ့ဆွဲကြီးတွေနဲ့ဂျပန်အရက်စာကြေးတွေနဲ့ခောက်ဆွဲပူးတွေနဲ့အဖေအမေညီမလေးတွေအကုန်အားလုံးနဲ့ဆိုင်တဲ့ပွဲတော်ကြီးပန်းပွဲတော်ကျင်းပါတယ်ဟနာမိ HANA ဟနာပန်းဂျပန်လို MI ပွဲတော်ဟနာမိပန်းပွဲတော်အင်္ဂလိပ်ဘာသာနဲ့ Cherry ဂျပန်လိုပေါင်းတော့ SAKURA ဗမာတွေကဆာကူရာလို့ထွက်နေတာစကုရာချယ်ရီပန်းပွဲတော်ကြီးဖြာလေးတွေအင်ကလှိပ်ပြီးယူလာတယ်ညက်ဖြာလေးတွေတစ်ပြောင်းမှဖြန့်တယ်စားကြတောက်ကြယောက်ျားတွေကတောက်ကြလဲကြစကားတွေပြောကြအာလူရိုက်ကြလမ်းတွေလျှောက်ကြကျွန်တော်လှလိုက်တာတခုထူးဆန်းတယ်ဗာလဲသိလားညီသူတဦးတယောက်မှချယ်ရီပန်းကိုမခိုးဘူးမောင်သားချိုမနေနိုင်မထိုင်နိုင်ပဲနဲ့ရန်ကုန်တက်ကတူမှာဗမာသားလာတင်သွားတဲ့တပည့်တွေကိုတွေ့တော့မေးရတယ်ကျွန်တော်ကရန်ကုန်တက်တူမှာနေတော့ကျွန်တော်ကဗမာသားတင်တာနိုင်ငံသားကိုကျွန်တော်တင်တာဗျကိုရီးယားတွေနဲ့ကျွန်တော်ပို့ခင်တာပေါ့နော်ကျွန်တော်ကိုရီးယားစကားနည်းနည်းရတယ်ကာနာဒါဘာစာဟာထာခါထာဖာဟာရတယ်ကြိုက်ခေါက်ပေးကျွန်တော်ဘောကြီးရတယ်ကျွန်တော်ဖေဖေအော်မောနီမေမေနာမှုတစ်ပင်ဟတ်ဆင့်ကျောင်းသူဂျိုးစုပမောက္ခအဲ့ဒီကလထိုင်အညာကြီးကစေရောအညာကြီးကစေရောဂန်ဇာဟာမီရာဂျွန်စွန်ဟာမီရာ
ကျွန်တော်ကိုရီးယားပို့ရတာပေါ့ဂျပန်နဲ့ပဲရတယ်ကျွန်တော်ကမိုက်ဟာအေးရန်ကုန်တက်ကတူမှာဗမာမောင်သားချိုတင်ဘူးတာဂျပန်တင်တယ်ကိုရီးယားကိုတင်တယ်ဂျာမန်ကိုတင်တယ်ကျွန်တော်တရုတ်ကိုတင်တယ်ကဲသူတို့ကြီးစာလေးနဲ့ပြန်တင်တော့နည်းပါးကျွန်တော်ရတယ်မေးကြည့်တယ်ခင်ဗျားတို့အဲ့ဒါဘာလုပ်တာတော့ဆရာကြီးပန်းပွဲတော်ကျင်းပနေတာအေးကျွန်တော်မေးချင်တယ်တခုရှိတယ်ဂျပန်နိုင်ငံမှာအဲ့ဒီပန်းကိုကောင်မလေးတွေပန်းသလားကျွန်တော်မေးကုန်အဲ့ဒါပဲလူရင်းပြောမယ် no တဲ့ရောက်မှာမပန်းဖျားပန်းကိုထိုးလားဖျားပန်းကို no ဘယ်မှမထိုးစပွဲပေါ်မှာထိုးလားဆိုတော့စပွဲပေါ်မှာအလှ no ဈေးမှာရောင်းသလား no ဆရာဂျပန်တနိုင်ငံလုံးတိုကျိုရောတောရွာလေးတွေရောလက်သမားသားသမီးရောမုံဆိုးမကလေးရောစာမတက်တဲ့ကောင်ရောတက်သူကဆရာမဟုတ်ပါအကုန်လုံးတစ်ခက်မှမချိုးဆရာဟုတ်တယ်အလှကြည့်တာညံ့နိုးတဲ့တန်ဖိုးခေါ်မှာပေါ့ sentimental value SENTIMENTAL sentimental ညံ့နိုးတာဘာမှလုံးမရတော့ကြိုက်နေတာ sentimental value ဘာမှလုံးမရတော့ကြိုက်နေတန်ဖိုးချစ်သူဓာတ်ပုံလေးကိုညံ့နိုးနေတာမျိုးပေါ့အောက်ဆန်းဓာတ်ပုံကိုကြိုက်တယ်လို့မျိုးပေါ့ဂေါရမမြတ်စွာဘုရားကိုကြောတာမျိုးပေါ့အမေဓာတ်ပုံလေးကိုမထိနဲ့မိပွင့်သွားမယ်ဒါမျိုးပေါ့ကြက်ကြော်ကိုထားတဲ့တန်ဖိုးကအတုံးချတန်ဖိုး use value ခေါ်တယ်စားတာအတုံးချတာရေကိုတန်ဖိုးထားတယ်ဗါလေ use value တောက်တယ်လေတယ်လီဖုန်းကိုတန်ဖိုးထားတယ်ဗါလေ hello စကားပြောတယ်လေဘီယာကိုတောက်တယ်တန်ဖိုးထားတယ်တောက်လို့ရတယ်လေသူကဖက်နှက်ကိုစီးလို့ရတယ်လေနိုင်လက်ပတ်ကြည့်ရတယ်အဲ့ဒီဝတ်လို့ရတယ်လေဒါပန်တပိုးတယ် use value တချို့အရာတွေကဘာမှလုပ်မရဘူးအမေတက်ပုံဘာမှလုပ်မရဘူးမေမေတို့မိသားစုကိုဈေးတောင်ကောင်းရပြီးခက်နဲ့ဘွဲအောင်ထားတယ်မေမေခု58နဲ့ကင်ဆာနဲ့စုံတာအမေရှိရင်ကောင်းမှတတိယလိုက်တာမေကိုဒီတက်ပုံလေးပဲကြံခဲ့တာငါတို့မိသားစုမှာချစ်လေရတာကျွန်တော်တို့ဘာမှလုပ်မရဘူးနော်အမေပတိလေးငါမေစိတ်တဲ့ပတိလေးအမေမရှိတော့ဘူးငါသိမ်းထားမှထားရအမေပတိလေးဟောင်းသွားပြီစင်းစင်းနဲ့တည်ရတာအမေရဲ့ဒါတတိယလို့အမေပတိလေးကိုကျွန်တော်မြင်ဘာတန်ဖိုးတွေလဲဗျ sentimental value တွေညံ့နိုးတဲ့တန်ဖိုးရန်ကုန်တက်ကတူရှေ့ရတစ်ပုတ်ပြီးဘာလို့ရလို့လဲတင်မှာကြောက်လို့နာဂိတ်ဖုန်တိုင်းမှာလူတွေပြေးလာကြတာလဲသွားပြီလားဟဲ့လုံးကြပါဦးငါတို့ပြီချစ်တာကျွန်တော်တို့ဘွန်းနှင်းသမီးကြီးနဲ့လေတို့ပြီမလဲဘူးလားမလဲဘူးနော်မလို့ငါတို့ကြောက်ရင်တော့နှစ်တရာပြေတော့မလဲပါနဲ့ဒီပြီမသေးပါနဲ့ကျွန်တော်ချစ်လိုက်ရတာလေကျွန်တော်တို့လူတွေမှာမျက်နှိုးတာတွေအများကြီးရှိပါတယ်တဲ့အဖေကိုမျက်နှိုးတယ်အမေတက်ပုံလေးမျက်နှိုးတယ်ရွာဦးကျောင်းကဖုန်းတော်ကြီးတက်ပုံလေးမျက်နှိုးတယ်ရွာထိတ်ကညောင်မကြီးလဲမှကြောက်တယ်ရေကန်ကြီးကိုမိသားစုတက်ပုံလေးအမေစိတ်တဲ့ပတိလေးအဖေကင်သွားတဲ့ရေဒီယိုကြီးမလွတ်ပြည့်ရဘူးကျွန်တော်တို့မှာအချစ်သူပေးတဲ့လက်ကင်မွာလေးစသည်ဖြင့်ဘာတန်ဖို့လဲ sentimental value ခက်ညံ့တိုင်းပြည်တွေမှာလူတွေချလာပြီဆိုရင်ညံ့နိုးတဲ့တန်ဖိုးတွေကျသွားတယ်အတုံးချတန်ဖိုးပဲကြိုက်တယ်ဝက်နေအောင်ကြော်ကြိုက်တယ်စားလို့ရလို့ပြန်စဉ်းစားကြည့်တော့တို့ဒီတယ်လီဖုန်းပြောလို့ကောင်းတယ်တန်ဖိုးထားတယ်ပြောလို့ရလို့အဲ့ဆိုင်ကယ်ကောင်းတယ်စီးလို့ကောင်းလို့အဲ့ဒီဘီယာကောက်လို့ကောင်းတယ်ကြပြာဘာလို့မှလဲသွားစမ်းပါလကအရင်မြတ်ဖတ်မရဝှထုဘာလို့မှသွားစမ်းပါလကအရင်မြတ်ဖတ်မရအောက်ဆန်းတက်ပုံစောက်ယူနေတာမြင်သွားမှာအရင်မြတ်ဖတ်မရကျွန်တော်ပြောရိုင်းသွားရင်ခွန်းလို့ပါညံ့နိုးတဲ့တန်ဖိုးကျသွားရင်အဲ့တိုင်းပြီးသွားပြီဂျပန်လူမျိုးတွေကိုကဘာလေးစားတာဒီကောင်တွေချယ်ရီပွင့်ချိန်မှာတမျိုးသားလုံးတကောင်တလွဲအကုန်လုံးလမ်းပေါ်ရောက်နေတဲ့ညပဲဗျအကုန်လုံးဖြာတွေခင်းပြီးမြင့်နေကြမှာတစ်ပြောင်မှာပျော်ပွဲစားနေတဲ့နိုင်ငံပဲဗျတပွင့်မှာမခုပဲနဲ့စားတာတောက်တာနေတယ်အရက်တွေတာတောက်နေတာအဲ့ပန်းခူးလို့လားဘာလို့ညတာလဲအရသာကြည့်နေကြတာသူကတောက်လိုက်ကြလှလိုက်တာနှင်းနေတဲ့တို့နိုင်ငံနှင်းပွင့်တိုင်းပြည် Snow Country ဂျပန်နိုင်ငံနှင်းတိုင်းပြည်လေလှလိုက်တာချယ်ရီတွေနဲ့စကုရာဂျပန်လူမျိုးတွေခက်ရက်တီရတယ်ပင်လယ်ထဲမှာတီထားတဲ့ကျွန်းစစ်ရှုံးခဲ့တဲ့အမေရိကန်ကိုလက်မှတ်ထိုးပြီးတော့ကြောက်ပါပြီးပြောခဲ့ရတယ်တို့နိုင်ငံ45ခုဒုတိယကမ္ဘာစစ်ကြီးအပြီးမှာငရင်တွေလှုပ်ပြီးတိုက်တွေပြိုပြီးလူတွေသေပြီးငါတို့မိတောင်တွေပေါက်ပြီးလူတွေသေပြီးငါတို့ပဲငါတို့ပြန်ယုံထပြီးတထဲနိုင်ငံဖြစ်အောင်လုပ်ခဲ့ရတာလူတွေရုပ်ကန်တယ်လို့ငါတို့ရင်ညိုမှာပွင့်တဲ့ချယ်ရီပန်းလေးတွေလည်းခက်ပွင့်ရတယ်တို့အမျိုးသားနဲ့တူလိုက်တာတို့ဘယ်တော့မှမခိုးဘူးတို့ဘယ်တော့မှမပန်ဘူးတို့မနှမ်းဘူးသူ့အတိုင်းပဂရိအပင်မာဒီတိုင်းလှကျင်တိုင်းလှစမ်းမင်း3ရက်ပဲပွင့်မဲ့ပန်းပြီးရင်မင်းအကုန်ကျွေးမယ်မင်းတို့ဂျားမှာကြည့်လို့မရဘူးမင်းကိုတွေ့ဖို့နောက်ထပ်365ရက်တို့စောက်ရမယ်အဲ့တော့အခုပွင့်တဲ့3ရက်မှာတို့မခိုးဘူးအဝတ်ထိုင်ကြည့်မယ်ဆရာမတွေကကလေးတွေတင်တယ်အကုန်လုံးဂျပန်မှန်ရင်ကလေးအစဒီကောင်နဲ့စိတ်တွေမိုက်တယ်နော်ကြီးချမ်းသာလိုက်တာလူတယောက်ကို2သိန်းရတဲ့နိုင်ငံပေါ့ဗကန်ဆေးတာတော့မှ2သိန်းရတဲ့နိုင်ငံပေါ့တနအီဗကန်ဆေးရန်900ရတဲ့နိုင်ငံလေးဗျာကျွန်တော်တပည့်မလေးတွေအဝေးတင်ကောင်မလေးတွေဆေးနေတာခင်ဗျာတစ်လောက်45သိန်းနဲ့ဆေးနေတာပဲအေးအသေးနိုင်ငံစိတ်တက်တွေကြည့်တော့လေမိုက်လိုက်တာသူတို့ချယ်ရီပန်းကိုမခုပဲနဲ့ထိုင်ကြည့်တဲ့လူမျိုးဗျာခုနချစ်သူရဲ့နှခမ်းလေးကိုကြည့်တဲ့လူတွေပဲနော်လူကမျက်နှိုးလိုက်မဖြစ်စည်းဘူးနော်အရေးကြီးလူကတကယ်ချစ်လိုက်ရင်အရေးကြီးမဖြစ်ဘူး
တို့ရွာထိတ်ကညုံမင်းရှိသေးရဲ့လားတို့ရွာနောက်ကတောင်တန်းလေးရောရှိသေးရဲ့လားတို့ရွာကိုပတ်သွားချောင်းလေးရောကောသွားပြီလားရေတွေပဲရှိသေးလားလှေတွေပဲတောလို့ရသေးရဲ့လားအေးခမ်းမကြောက်လို့ငါတို့ကလူတွေနော်စိတ်တွေနူးညံ့လိုက်တာဆရာမတို့ရဲ့တမျိုးသားလုံးပြန်ပြောကျင်တာကသခင်အောင်ဆန်းကပါတော်မူပြီးနောက်ပိုင်းသူ့ကြုံဘဝလွတ်အောင်လို့ဂျပန်ကလေလက်နဲ့အတူပြန်လာတဲ့လူကြီးကဂျပန်ခေတ်မှာပဲမိမယူပြီးဂျပန်ခေတ်မှာပဲစာပေဟောပြောပွဲတွေဟောခိုင်းတယ်။နောက်နာကတ်မှာတိုင်းပြည်ပြည့်မယ်ဆိုတာဟာနိုင်ငံခြားတိုင်းပြည်တွေကတနတ်နဲ့ဓာတ်နဲ့နှမ်းနဲ့ဝင်သိမ်းမှာမဟုတ်ဘူးနော်တဲ့။ကင်ညာနဲ့လာပြီးတော့ဖြတ်မှာလေတွေကိုဖြတ်မယ်ယာတွေကိုဖြတ်မယ်တောင်ကိုဖြိုမယ်မြစ်ကိုဖြတ်မယ်မိမတွေရဲ့ကိုယ်ကာယကိုဖြတ်မယ်စသည်ပေါ့အဆိုးဆုံးကတော့လူတွေရဲ့နှလုံးသားတွေပြည့်ပူဆိုးတယ်နော်တဲ့။တိုင်းပြည်ပြည်သားတွေစိတ်တက်ပြတ်ပြတ်သွားရင်အဆိုးဆုံးပဲနော်။ကျွန်တော်တို့ကာကွယ်နိုင်လားဒါမေးတာမြစ်လည်းမကာကွယ်နိုင်ထိုင်ကြည့်နေတောင်လည်းမကာကွယ်နိုင်မင်းနဲ့ဖြစ်တဲ့လူမျိုးတောလည်းမကာကွယ်နိုင်ကျွဲလည်းမကာကွယ်နိုင်နွားလည်းမကာကွယ်နိုင်တောက်တက်လည်းမကာကွယ်နိုင်ငရှင်းလည်းမကာကွယ်နိုင်ကျွန်တော်အကုန်ပါနေတာဟုတ်အကုန်လုံးသေးတာဟုတ်ခရီးပင်လည်းမကာကွယ်နိုင်နော်လူတွေဘိုက်လည်းမကာကွယ်နိုင်လူတွေတိုက်သူပြည်သားတွေရဲ့နှလုံးသားကိုကာကွယ်နိုင်လားစိတ်တွေပြတ်သွားတာအဆိုးဆုံးပဲရိုက်သွားတယ်ကြမ်းသွားတယ်သူ့မှာကိုယ်မှာသူပြောင်းနေတော့ကျွန်တော်တို့မြစ်တာတရားတွေခန်းချောက်သွားတယ်လူချင်းတန်ဖိုးထားမှုတွေမရှိသွားတယ်သူတို့ပန်းလေးကိုတရားရကျွန်တော်တို့ဘယ်ပန်းမှမရှိဘူးကျွန်တော်တို့တိတ်မရှိဘူးကျွန်တော်တို့မမြတ်ဘူးကျွန်တော်တို့ချလက်တွေစောက်ရတာလုပ်ပဲဗမာနိုင်ငံကိုရှေ့လျှောက်ကာကွယ်ဖို့ဆိုတာတနတ်နဲ့ဓာတ်နဲ့မရတော့ပါဘူးတဲ့တိုင်းသူပြည်သားတွေရဲ့နှလုံးသားနဲ့အသိနဲ့လာကာကွယ်လို့ရမှာပါတဲ့ရှေ့ဆက်ပြီးတော့ပါရမူနိုင်ငံမဖြစ်ဖို့သမီးတို့သားတို့ကျောင်းသားကျောင်းသူတွေပညာတတ်တွေမလားတို့နိုင်ငံထပ်ပြီးမပါရအောင်ကားလေးနဲ့ပြန်လာတော့ကျွန်တော်ပြောလိုက်ဦးမယ်ဗျာကျွန်တော်ဗျာစိတ်ကစကားရှေ့မှာကြောက်လို့ကားလေးနဲ့ပြန်လာတော့စာရေးဆရာတယောက်ကပြောတယ်နိုင်ငံကျော်စာရေးဆရာပဲကျွန်တော်တို့ဟိုးမြကြီးနားပြန်လာတော့လမ်းဘေးဝဲရကြည်တန်းလန်းနဲ့ကိုသားချိုကြီးတဲ့ကျွန်တော်တခုပြောမယ်နော်တဲ့ကျွန်တော်တိုင်းပြည်ဟာခင်ဗျာစစ်တက်မလာပဲနဲ့အသိမ်းမခံရပြီလားဗျာတဲ့ကဲတော်တတ်နိုင်အတူစကားနော်ကျွန်တော်တို့နိုင်ငံဘယ်စစ်တက်မလာမတိုက်ဖဲနဲ့ကျွန်တော်အသိမ်းခံနေပြီထင်တယ်နော်ကျွန်တော်တို့ရဲ့ကျွန်တော်ဘာမှမရှိပါလားဟိတူရဲ့အကုန်လုံးဗျာတဲ့နေရအနှံ့အပြားနောက်ဆုံးအိမ်မှာစားတဲ့မိသားစုထမင်းစားတဲ့မိဖို့ကြောင့်လည်းအစားကျွန်တော်တို့အသိပိုက်ခံရတာထင်တယ်ကျွန်တော်တို့အားလုံးဖယ်ပေးလိုက်ရတယ်ကျွန်တော်ညံမရှိတော့ဗမာအစားအစာတွေဖယ်ဗမာချင်းဘက်တွေဖယ်ကိုရီးယားကင်ကြီးလားဗမာအရက်တွေဖယ်ကိုရီးယားအရက်တွေရောက်လာတယ်ဗမာမုံပဲသေးစားတွေတောကြတယ်သွားသမ်းမှာကျွန်တော်မကာကွယ်နိုင်ဘူးနော်ကိုယ်စားစားတော့မှရန်ကုန်မြို့မှာမုံလုံးရေပေါ်ပြူစားမှာလေမုံပိန်းနေသည်ပြူစားလို့လေမုံဘိုင်းနောက်ပြူစားလေဆရာမတို့မုံစိမ့်ပေါင်းကျွန်တော်တို့ညံနေတော့ကျွန်တော်တို့ရှက်တယ်လေမစားဘူးလေမကာကွယ်နိုင်ဘယ်သူကဝင်လာလဲရေလုံးနဲ့ဝင်လာမှာပေါ့ KFC ကြက်ကြော်ဝင်လာမှာပေါ့ကျွန်တော်တို့ကော်ဖီမစ်တွေဝင်လာမှာပေါ့စဉ်းစားကြည့်အောင်လို့ကျွန်တော်တို့ဘယ်သူကရေးလဲဆိုတော့ဒေါက်တာဒေါ်မြင့်မြင့်ခင်တမားတော်ကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်ဆုံးပါပြီသူ့ယောက်ျားဒေါက်တာဦးစံရွှေဘော်ဦးနေဝင်းနဲ့ပြဿနာဖြစ်တဲ့ဆရာဝန်ကြီးသားတယောက်ကြံခဲ့တယ်ဒေါက်တာမြင့်စံဒေါက်တာမြင့်မြင့်ခင်ဆိုတာစာရေးဆရာမဂျူးတို့ရဲ့ဆရာမကြီးဆရာဝန်ကြီးကမာမကြီးလို့ခေါ်တယ်ဒေါက်တာခင်မောင်ဝင်းကိုနင်းရိုက်တဲ့ဆရာမကြီးပဲခင်မောင်ဝင်းနေတည်သွားမယ်တဲ့သူ့ကြောက်လိုက်ရတာပညာတက်လို့အလုပ်လုပ်တာဗမာလုပ်တာလေကုလသမဂ္ဂကလုပ်တာဆရာဝန်ဘိုးလိုမှတ်နေတယ်ဆရာမကြီးစောက်တော့ရေးတယ်မလားတက်ရှည်ကျမ်းမှာမြမအစားအစာဝယ်ဖက်ပါလားဗမာတွေညံ့ပြင်းပုံမှာတော့ကျန်တာတွေအတိုက်ခိုက်ခံရတာထားပါတော့တဲ့ကိုစားတဲ့အစားအစာတော့မှနေရာဖယ်ပေးပြီးရှုံးသွားတဲ့လူမျိုးတဲ့မုံလို့ဘောဘာပြည့်ရှိလဲဆရာမကြီးကချစ်တယ်လို့ဆရာမကြီးကိုချောချောကြီးနော်ဘိုးတော့စီးကတဲ့ခွာပြီးနေရာမှာပလဲပရီးနေနော်ခက်ပြီးတယ်နေတာရွှေမဟုတ်ဘူးလန်ဒန်မှာနေတာလေမုံလို့ဘောဘာပြောင်းလာရှိလို့လေတဲ့ကောင်းချင်းတဲ့အဲ့ကောင်းချင်းကိုဖျဲတယ်မလားရှင်တို့တဲ့ထက်ညက်ကိုတီးတယ်မလားထက်ညက်တဲ့ထက်ညက်ကိုတစ်ချက်ထိုးတယ်လေပြန်ပိတ်တယ်လေရေတွေပုတ်ပတ်ဆူတယ်လေပြစ်ထက်တယ်လေပေါ်တော့ဆယ်စားတယ်ဘာဖြစ်လဲတကယ်ကောင်းချင်းရင်ထက်ညက်ခဲရဲ့ဘာကဲမိခဲပါလဲစီပါလားတဲ့တို့ကျမတို့လူမျိုးအဲ့တော့ရှက်တယ်လေအဲ့တော့ဖယ်လိုက်တယ်ဟိုချားသာဝင်လာတယ်နော်ရှက်နော်ကြောက်စံနော်အာကုတို့တက်မဲ့အစားအစာကြတော့ခုံမတက်လာတွေ့လာတယ်ကိုယ်အစားအစာတော့ကိုမကာကွယ်လာတဲ့ကိုရီးယားတွေကကာကွယ်တယ်ကိုရီးယားသူချင်းမကိုထိခံလာတယ်ကဘာကျော်သားချင်းမကကိုရီးယားရဲ့ဆိုကျူးကဘာကျော်ပဲနော်ဂျပန်စာကေရဲ့ကဘာကျော်ပဲနော်ဟာအတိမခံဘူးကဲကျွန်တော်တို့နိုင်ငံပေးလိုက်တာတောင်တွေတောတွေမြစ်တွေလူတွေအသိအိမ်တွေနှလုံးသားတွေမကောက်ဘူးကျွန်တော်တို့ကအကုန်လုံးအဆဆအရာဖယ်ပေးနောက်ဆုံးရင်းနဲ့မကာဝယ်နိုင်ရင်အကုန်လုံးဘဝခံမှာတဲ့တချင်းတွေရောဝတ္ထုတွေရောမိမတွေရောနှလုံးသားတွေရောတောတွေရောတောင်တွေရောနွားတွေရောအဆဆတွေရောအရက်တွေရောဖယ်ပေးမင်းတို့နောက်ဆုံးမင်းတို့ဖယ်ကြာရင်တို့ကတနှက်နဲ့မတိုက်ဖဲနဲ့မပြစ်ဖဲနဲ့တို့ကထပ်ပါတော့မွေးနိုင်ငံပဲမောင်သားချိုပြောတာတဏှာကြီးနဲ့15ရှိသွားပါလေ4 နာရီ15ဆိုတော့လေကျွန်တော်တက်တာပြင်ကြည့်တာတနင်္လာ15ကြာသွားတယ်ရက်တင်တာပေါ့ကျွန်တော်တို့လေအတန်လေးလဲနာဝင်းဒီညတခါမုံရွာမှာရှိတဲ့ကျောင်းတစ်ကျောင်းကခေါ်လို့ဖိတ်မနက်ဖြန်မိုးလင်းတော့လင်းမြန်လက်မှန်မရမန္တလေးပဲသွားအေးရမယ်ထင်ပါလေမနက်ဖြန်ညနေ9 နာရီလင်းနဲ့
ရန်ကုန်မြို့ကိုသွားပါသွားအိမ်မပြန်ပဲနဲ့ကျွန်တော်လေစိတ်ကနေကားကိုကြိုခိုင်းထားတယ်မင်းကိုနိုင်ရဲ့ကိုချင်းမီရဲ့နီလာသိန်းတို့လောက်တာမှော်ပြီးမှဆရာကြီးတဲ့လေစိတ်ကိုရောက်ရင်ဖုံးဆက်လိုက်ပါတော့တမီးတို့ရန်ကုန်လေစိတ်ကနေည9 နာရီစောင့်နေမယ်နော်တဲ့ကားကိုတလက်ချမ်းမောင်းသွားမယ်အေးရှေ့မှာဘသူဟောမှာတော့ရုပ်ရှင်မင်းသားကျော်သူတဲ့အေးကိုကျော်သူကိုထိတ်ကတင်ထားလိုက်စိတ်ရှင်တို့ဆရာနောက်ဆုံးတက်တော့တဲ့အေးရတယ်ငါ9 နာရီစနေရောက်လာမယ်မနေ့ကညအိမ်မှာလည်းမနေရအတန်ရဝင်အိမ်ညမရှိတော့တလလုံးရှောက်သွားတယ်တက်ကတူမှာစာတင်ခဲ့တဲ့ကောင်ကြီးစာရေးဆရာလှုပ်တော့လူတွေဖိတ်တော့လဲတောင်သွားမြောက်သွားပါတယ်ကျွန်တော်တက်ကတူချစ်ပါတယ်ဆရာဆရာမတွေပို့ချစ်ပါတယ်ပညာတက်တီပြောင်းလဲမှနိုင်ငံပြောင်းလဲမှာပါကဘာပေါ်မှာအစောဆုံးတက်ကတူပေါ်ခဲ့တာဘိုလိုညာ University အီတလီမှာစဆောက်တာပါဘိုလိုညာတဲ့ BOLGNA ဘိုလိုညာမြို့နယ်နဲ့ဘိုလိုညာ1388မှာစဆောက်တာကဲအင်္ဂလိပ်တက္ကီ1388အနော်ထားမင်းစောတော့မသေးသေးဘူးကဲဘယ်လိုလုပ်ကြမလို့ကဲကဘာမှာပထမဦးဆုံးပေါ်တဲ့တက်ကတူဘိုလိုညာ University B နဲ့ပေါင်းတဲ့ BOLGNA ဘိုလိုညာအီတလီနိုင်ငံမှာစဆောက်တာ1388ကျန်စစ်သားနာမည်တည်းဘူးကျွန်တော်နိုင်ငံကိုလာဝေးတက်သူဆောက်ဖို့နေတဲ့သားကညာကဥဆောင်မှာတိုင်းပြည်ဥဆောင်မှာပေါ့မိုတိုလေးကောင်းလိုက်တာလိုဂိုလေးလည်းကောင်းပါတယ်စီပီလေးလည်းပါတယ်စာအုပ်လေးလည်းပါတယ်ကြောက်စာလေးနဲ့ဟိုမှာလည်းပါတယ်ဟိုမှာပုံလေးနဲ့ကြောက်စာလေးနဲ့အလင်းအောင်လေးနဲ့စိုးကလေးနဲ့အယုတ်ကလေးတွေပေါ့ဒါတော့ဗာလဲလိုဂိုပေါ့တစ်စိတ်ပေါ့မိုတိုMOTTO ကိုမော်တိုလို့ထွက်တယ်ဆောက်ပုတ်ကလေးပညာသမာအာဘာနတ္တိပညာနဲ့တူသောအရာဒီမရှိတက်ကတူတိုင်းမှာမိုတိုရှိတယ်လေဆောင်းပုတ်ကျွန်တော်အကြိုက်ဆုံးကတော့ MIT ပဲနော် Massachusetts Information Technology အမေရိကန်နိုင်ငံဒီပညာတက္ကသိုလ်မိုက်တယ်နော် MIT ဆိုလို့မန္တလေးတက္ကသိုလ်ထင်မနေနဲ့ဟုတ်အမေရိကန်နိုင်ငံမှာရှိနေတဲ့ Massachusetts Information Technology MIT ကဘာကျော်တက္ကသိုလ်ကြီးပဲအကြိုက်ဆုံးပဲအဲ့မိုတိုသုံးလုံးနဲ့ HAND hand ANDN MIND mind ပါတယ်လေလက်နဲ့နှလုံးသားတဲ့ဟာတိတ်ကြိုက်သွားတယ်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုဒီဆောက်ဖို့ဆိုတာဒါတော့သမီးတို့ဟာလက်လက်ပါမှာပေါ့လက်တွေ့ဆောင်ရွက်ဖို့ physics တွေ chemistry တွေတွက်ကြမယ်ချက်ကြမယ်ဖားတွေခွဲမယ်ဘော်ဒန်ဒီတက်ပင်တွေဆက်ကြမယ်မျိုးတွေ genetic engineer တွေဆက်ကြမယ်ကြောက်စာတွေဖတ်ကြလက်ပါမှာပေါ့ hand in mind အမေရိကန်နိုင်ငံတိုက်သူပဲဆောင်းဖို့နော်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုပြောင်းဖို့ဆိုတာဒါတို့သမီးတို့လက်တွေနဲ့ဒါတို့စိတ်တွေနဲ့နှစ်ခုပေါင်းမှပြောင်းလို့ရတာမဟုတ်လားလက်တွေလည်းတမ်းပါပါစေနှလုံးသားတွေလည်းတမ်းပါပါစေအဲ့ဒါပညာနဲ့ထိန်းကိုရမှာပါတီဘောမင်းနဲ့စုဖျားလက်ကိုလာဖမ်းပြီးတော့နိုင်ငံကိုသိမ့်ပိုက်မဲ့ခေတ်မဟုတ်တော့ပါဘူးညံ့နယ်ကောင်ခံတဲ့ခေတ်ကြီးပါမညံ့ရအောင်တိုင်းပြည်ကိုဆက်လက်ကာကွယ်နိုင်အောင်တနှက်မပါဘဲနဲ့ညံနဲ့သူများနိုင်ငံတွေလိုခွေးနဲ့နမ်းပြီးစောင့်တယ်လို့ပြောပေါ့ဒါကျွန်တော်တင်စားပြလိုက်တာတနှက်မပါပဲကာထားတာဒါတွေကစနစ်တွေနဲ့အတွေးခေါ်တွေနဲ့ကိုယ့်ရီကိုယ့်မျိုးဘယ်လိုစောင့်ရှောက်မလဲကိုယ့်ချစ်သူဘယ်လိုစောင့်ရှောက်မလဲကိုယ့်အမေကိုယ့်အဖေကိုယ့်နှမကိုယ့်ရွာကိုယ့်ကျောင်းကိုယ့်တောင်ကိုယ့်တောကိုယ့်အစားစာကိုယ့်အရက်ကိုယ့်ပန်းကိုယ့်ချစ်သူကိုယ့်မိသားစုညံပါတယ်သားတို့ညံပါတယ်မင်းဒါနဲ့ထွက်ဆက်လို့မရဘူးမုံရတက်သူကျောင်းသားမနဲ့တကွာဗမာတနိုင်ငံလုံးနှစ်ထောင်ချီကြာခဲ့တယ်ယူပဗေဒမသိကင်မစတီမသိဖစ်စစ်မသိလက်တော့မရှိတယ်လီဖုန်းမရှိတဲ့ဟိုးရှေးဟောင်းဗမာကြီးတွေဘာမှစာမတက်တဲ့ကောင်ကြီးတွေတော့တော့ဖြစ်ကြအောင်ထိန်းနေခဲ့တဲ့နိုင်ငံကိုကျွန်တော်တို့လက်ထက်ကြာမှကျွန်တော်ပါပြီးတော့ပြည့်ရမယ်ဆိုရင်သေရကြီးရဗျာမဟုတ်ဘူးလားစာမတက်ပေမတက်ဆိုတာနှိမ့်နာမှုပေါ့ဘယင်းတွေကဖစ်စစ်မတက်ဘူးလေကင်မစတီမတက်ဘူးလေဆရာကိုတက်နိုင်ဘူးရဲ့ကဲပဲဘော်ဒင်းမတက်ဘူးဟိတွေရဲ့ဇူးမတက်ဘူးမိလည်းမရှိဘူးအဲ့ဒီလူတွေကတောက်ကားထားတယ်ကဲကျွန်တော်တို့လက်ထက်ကြာမှကျွန်တော်တို့တည်နဲ့တောက်သုံးမကြဘဲနဲ့တပေးပါမယ်ဆိုတော့မဟုတ်သေးဘူးလေဗျာအားလုံးကိုယ့်ရေကိုယ့်မြေကိုချစ်တဲ့စိတ်နဲ့ထပ်ပြီးပါရမမူအောင်စောင့်ရှောက်ကာကွယ်နိုင်ကြပါသည်လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ခင်ဗျာတော့ပါမယ်နော်